ဆိုတော့လေအားလုံးမင်္ဂလာပါခုပတ်ပေါ့နော်ဒီနဲ့ပတ်သက်ပြီးတော့မျှဝေပေးမဲ့ဆရာပေါ့နော်ဒီဆရာကတော့ဒီဆရာဒေါက်တာပေါ့နော်ဆရာကတော့ဆရာဝင်ဘွဲ့ရထားတယ်ဒေါက်တာထွန်းဖြစ်ပါတယ်ဒေါက်တာထွန်းကနေပြီးတော့သူက MBBS မန္တလေးနော်မန္တလေးစိတ်တက်သူကနေပြီးတော့ MBBS ဘွဲ့ကိုရရှိခဲ့ပါတယ်ရရှိခဲ့ပြီးရဲ့နောက်မှာတော့ဆရာကဒီစိတ်ပညာနဲ့ပတ်သက်တဲ့ယောဂနဲ့ပတ်သက်တဲ့ဘက်တီးရီးယားတွေကိုအထူးပြုပြီးတော့လေ့လာခဲ့တယ်လေ့လာခဲ့တဲ့အခါမှာဆရာလေ့လာခဲ့တာကကြတော့ဒီအိမ်သုံးဆေးဝါးတွေရောင်းတဲ့နေရာမှာ handling ပေါ့နော်ကင်နဲ့တွဲတယ်ထုတ်တယ်ပိုးတယ်အဲ့ဒီအခါမှာ तू ကဟိုပါပေါ့ဆေးကိုတောက်ချင်ကမှပဲဆေးနဲ့တူတူပါလာတဲ့ contamination ပေါ့တခြားသောအနုဇီဝပိုးတွေကဝမ်းနဲ့ဝင်ရောက်လာနိုင်တဲ့အကြောင်းဆရာရဲ့သုတေသနစိတ်ဝင်စားဖွယ်တွေ့ရှိထားတယ်ပေါ့နော်အဲ့ဒါလေးတွေကကျမတို့တော်တော်လေးကိုသတိထားမယ့်ကိစ္စတွေဖြစ်တယ်ဆေးလုံးကိုကင်တွယ်တယ်ရောင်းတဲ့လူကလည်းတစ်ခါကြာရင်အဲ့လက်တွေနဲ့ကင်ပြီးတော့ဆေးလုံးကိုရည်ပြီးပေးလိုက်တဲ့အခါမှာဒီဆေးကိုယောဂပြောက်ချင်လို့တောက်တာပေမဲ့လို့လေအဲ့ရနေပြီးတော့ယောဂပိုးမွှားတွေဝင်ရောက်လာနိုင်တယ်ဆိုတဲ့သုတေသနကိုဆရာကနေပြီးတော့မျှဝေပေးမှဖြစ်ပါတယ်ဆရာကတော့ဒီနဲ့ပတ်သက်ပြီးတော့အနုဇီဝဗေဒနဲ့ပတ်သက်ပြီးတော့ဘက်တီးရီးယားနဲ့ဒီလူမှာဖြစ်တဲ့ယောဂတွေကိုအထူးပြုပြီးတော့အခုလဲလက်ရှိပေါ့နော်တခွဲခန်းတွေ့ကြုံများစွာရှိရဲ့တွေ့ကြုံရင့်ကျက်တဲ့ဆရာဝန်တုံးလည်းဖြစ်ပါတယ်ဆရာဒေါက်တာထွန်းကိုမိတ်ဆက်ပေးပြီးဖြစ်တဲ့အတွက်ဆရာမျှဝေပေးဖို့အတွက်ဆရာကိုအပ်ပါတယ်လို့နော်အခုပဲမင်္ဂလာပါဘောနော်အဲဒီဘက်မှာကျွန်တော်ရဲ့ဒီစာတမ်းကနေပြီးတော့နော်ကောက်နှုတ်ချက်လေးတချို့ကိုကျွန်တော် short to the point လေးကျွန်တော်ပြောမယ်ပေါ့အဓိကကျွန်တော်ပြောမယ့်အကြောင်းအရာကဒီ bacteria contamination of pharmaceutical tablet ပေါ့pharmaceutical လို့ tablet လို့ပြောတဲ့အခါမှာကျွန်တော်ကအဓိကဘာကို focus ထားပြီးပြောမယ်ဆိုတော့အဓိက ready to ဝယ်လို့ရတဲ့ဆေးတွေပေါ့ over the counter ပေါ့ဒီဟာလေးကိုကျွန်တော်ကအဓိကထားပြီးပြောပေးမယ်အဲကျွန်တော်ကဟို ဘယ်လိုပြောမလဲနည်းနည်းပေါ့နော်ကြော်တဲ့ဟာလေးတွေကြော်လိုက်မှာပေါ့အဓိကကျွန်တော်ဘာလို့ထားပြောလို့မဆိုတော့ဒီကလူတွေနောက်ပိုင်း research ဒီ paper နဲ့ပတ်သက်ပြီး research ကိုဒီကိုကားပြီး reference ယူပြီးလုပ်လို့ရအောင်ဆိုပြီးကျွန်တော်ကတော့အဓိကmaterial and method ကိုကျွန်တော်အဓိက focus ထားပြီးကျွန်တော်ပြောပြနေတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ share မယ့်ဟာလေးကိုစလိုက်ရအောင်ဒီနေ့ပြောမယ့်အကြောင်းအရာက bacteria contamination of pharmaceutical tablet ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ topic ကိုအဓိကထားပြီးနှစ်ပိုင်းထားလို့ပြောမှာပေါ့နော်ကျွန်တော်တို့နှစ်ယောက်ပေါ့နော်ချမ်းတော့ပြောမှာဖြစ်ပါတယ်ဒီနေ့ကတော့နောက်တော့အဖြစ်ကျွန်တော်တို့ဒီ pharmaceutical tablet ပေါ့နော်ဆေးပြားလို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့ကဘာတွေကိုဟိုဟယ်လိုဆရာရလားသူဟာနည်းနည်းဟိုဖြစ်သွားအင်တာနက်လိုင်းကျသွားလားမသိဘူးချာလိုင်းကျသွားဖြစ်မယ်ထင်တယ်လိုင်းကျသွားဖြစ်မန္တလေးပဲကြားတာမသိဟုတ်ကဲ့ကြားတယ်ဆရာပြန် share မှာ ဘူးဟုတ် slide ကဲ့ပြန် share လိုက်မလားဆရာဟုတ်ကဲ့ဟုတ်ပြန်ရှိနေဟုတ်
ရပြီဆရာမြင်ရပြီ ဟုတ်မြင်ရပြီနော် မြင်ရပြီ pharmaceutical tablet တွေမှာကျွန်တော်တို့ကဒီ prevention နဲ့ဒီ treatment of diseases ပေါ့ဒီယောဂတွေကုသတဲ့နေရာမှာလည်းကာကွယ်တဲ့နေရာမှာကျွန်တော်တို့ကဒီ tablet တွေကိုမျိုးစုံသုံးတယ်ပေါ့ tablet မျိုးစုံလို့ပြောတဲ့အခါမှာတချို့ tablet တွေကsugar content လေးတွေရှိတယ်တချို့ဟာတွေဆိုရင်အဲ့လိုမျိုးပေါ့နည်းနည်းရောင်လေးနေရှိတယ်ပေါ့ tablet လို့ပြောလိုက်လို့ရှိရင်လူတွေကသိရမှာကဒီ solid dose form ပေါ့ဒီအခဲပုံစံရှိတဲ့ဟာမျိုးသိရမှာပေါ့နော်ဒီ contamination ဒီ micro contamination ကပေါ့နော်များသောအားဖြင့်ဒီ microorganism တွေဖြစ်တဲ့ yeast တွေ bacteria တွေ fungus တွေကဒီဆေးတွေကိုဝင်ရောက်နိုင်တယ်သူ့ကိုယ်တိုင်ဖြစ်စေဒါမှမဟုတ်များသောအားဖြင့်ဒီ gram negative bacteria တွေရဲ့ဒီ endotoxin ကနေပြီးတော့ဒီ pharmaceutical product တွေမှာသူတို့ကကပ်ပြီးတော့ဝင်တတ်တယ်ပေါ့အဲ့မှာ non sterile product တွေကတော့အမှသူကများသောအားဖြင့်ဒီ non pathogenic bacteria တွေကများသောအားဖြင့်ရှိတယ်ပေါ့နောက်ပြီးတော့ contamination လို့ပြောတဲ့အခါမှာကျွန်တော်တို့က presence of microorganism အဓိကထားပြောချင်တာပေါ့နော်contamination ကတော့အဓိကဒီ product quality နဲ့ဒီ patient ရဲ့ဒီဘယ်လိုပြောမလဲ health condition ပေါ့နော်အဓိကကသူကကြတော့ဒီဒုက္ခပေးမှာပေါ့ဘယ်လိုလူမျိုးတွေဒုက္ခပေးလဲဆိုတော့သူက immunocompromised person တွေပေါ့အဓိကကသူဒီကိုယ်ခံအားနည်းတဲ့လူတို့အဲဒီကကလေးတငယ်တို့အမှအသက်ကြီးရင်သွားတဲ့လူမျိုးတို့ငါတို့အဲ့လိုလူမျိုးတွေကဒုက္ခပေးထားရှိတယ်ပေါ့ဒီ contamination bacteria တွေက ဆရာကြီးအတန်ကြဲကြဲလေးပြောပေးပါတဲ့တယောက်က ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ဟုတ်ကဲ့ပါဒီ spoilage ပေါ့ဒီ food spoilage တို့လိုမျိုးဒီဆေးတွေမှာလည်းဒီပျက်စီးတာတွေရှိတယ်ပေါ့အဲ့ဒီမှာဆိုရင်ဆေးတွေပျက်စီးပြီဆိုတော့ the growth of microorganism ပေါ့ဒီ microorganism သူ့ရဲ့ surface ပေါ်မှာသူကပေါက်ဖွာလာတယ်ပေါ့သူကတအားကြီးသိတာတယ်အဲ့လိုမျိုးဆေးတွေမှာဒီ bacteria contamination ဖြစ်ပြီဆိုလို့ရှိရင်သူကကာလာလေးချိန်သွားတာမျိုးဘာမျိုးအဲ့လိုမျိုးကျွန်တော်တို့ကတွေ့ရတတ်တယ်ပေါ့နော်နောက်ပြီးတော့သူကဒီ chemical physical property တွေသူကချိန်ပြတ်တာဥပမာပြပန်းရောင်ရှိတဲ့ကာလာကိုသူကကြာတော့အညူရောင်ပြောင်းသွားတာလို့ဖြူရောင်ပြောင်းသွားတာမျိုးလို့အဲ့လိုမျိုးတွေသူကချိန်သွားတာလို့နောက်ပြီးတော့ဒီ impact category နဲ့ဒီ discretion နဲ့ example နဲ့ကျွန်တော်တို့ပေါ်ပြထားတာပေါ့နော်အဲ့ဒီမှာဆိုရင်ဒီ patient hazard infection ပေါ့အဲ့နံပါတ်1အချက်ပေါ့နံပါတ်1အချက်ကတော့ကြာ dangerous immunocompromised person အမှဆိုရင် nosocomial infection ပေါ့ nosocomial infection လို့ပြောလိုက်လို့ရှိရင်သူကကြတော့ဘယ်ကနေ infect ဖြစ်လဲဆိုတော့သူက healthcare associated infection ပေါ့ healthcare associated ဆိုတော့အဓိကဆေးရုံဆေးခန်းတွေကနေသူက infect ဖြစ်မှာဆေးရုံဆေးခန်းဒီဆေးဆိုင်တွေကနေပြီးတော့ဒီဆေးပြားတွေကိုတူလောင်တဲ့နေရာမှာအနေထားမမှန်တာလို့ထုတ်တဲ့နေရာမှာအနေထားမမှန်ဘူးဆိုရင်သူဒီအဓိက contamination bacteria တွေဝင်တာများတော့ပေါ့ nosocomial လို့ပြောလာလို့ရှိရင်ကျွန်တော်တို့ကအဓိကဘာတွေပြင်းနေဆိုတော့ BSI တို့ VP VAP တို့ UTI တို့ကျွန်တော်တို့ SSI တို့ကျွန်တော်တို့ဟိုအဓိကဒီယောဂတွေမှာပေါ့ဒီ product of spoilage မှာဆိုရင်သူကကျတော့ဒီ bacteria တွေကသူက metabolize လုပ်တဲ့အခါမှာ bacteria တွေတော့ metabolize လုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒီဘယ်လိုပြောမလဲဒီ drugs မှာပါတဲ့ဒီ changes တွေပေါ့အဓိကသူ့ရဲ့ဒီ compound changes တွေသူကဖြစ်ပြီးတော့အဓိကဘာလို့ဖြစ်ဆိုတော့ဥပမာအဖြစ်paracetamol လို့ဟာမျိုးကိုတိုက်တဲ့နေရာမှာပေါ့နော်တိုက်တဲ့နေရာမှာမျိုးအကိုက်ခဲပြောက်စေတယ်အဲ့လိုမျိုးပေါ့တချို့အဲ့လိုဆေးတွေပေါ့ဆေးတွေမျိုးတိုက်တောက်လိုက်တဲ့ခါမှာကိုယ့်ရဲ့ယောဂမတတ်တာမနဲ့ပိုဆိုးလာတာမျိုးတွေဒီယောဂကတစ်ခုမဟုတ်ဘဲနဲ့နှစ်ခုသုံးခုဖြစ်သွားတာမျိုးတွေကျွန်တော်တို့ဖြစ်နိုင်တယ်ပေါ့နော် physical change မှာဆိုရင်ကျွန်တော်တို့ကဒီ colorization ဖြစ်သွားတာတွေဘာတွေကိုကျွန်တော်တို့ကတွေ့ရမှာပေါ့အဲ့မှာဆိုတချို့ဟာဆိုအနံ့နဲ့ပုံအနံ့လိုမျိုးတွေထွက်လာတာမျိုးတွေအဲ့လိုမျိုးဒီဆေးတွေရဲ့ဒီအနံ့တွေပြောင်းသွားတာမျိုးရှိတယ်ပေါ့နောက်ပြီးတော့ chemical degradation ပေါ့ chemical degradation တွေမှာဆိုရင်အဓိကသူက API နဲ့ဒီဟာအဓိကသူ
ဒီ efficiency law of efficiency ဖြစ်သွားမှာပေါ့တော့ကြတော့ဒီ source of contamination in tablet ပါ tablet တွေမှာ source အဓိကသူက contamination ဖြစ်တဲ့ကောင်တွေကတော့သူကကြတော့ဒီ raw material တွေနော် water တွေ human factor တွေ environmental factor တွေ storage condition တွေပေါ့နော်အဓိကဘာကို focus ထားမယ်ဆိုတော့ကျွန်တော်တို့ဒီစီးတိုင်းတွေမှာရောက်တဲ့ဒီ human factor ကိုအဓိကထားမယ် human factor အဓိကထားပြောတဲ့အခါမှာကျွန်တော်တို့ဒီဆေးတိုင်းတွေမှာကိုကြီးကဒီဆေးတွေတဝက်တယ်ဆေးတွေတဝက်တဲ့ခါကြလို့ရှိရင်တို့ကဆေးဘူးတွေကနေပြီးတော့သူကလောင်းထည့်ရောလောင်းထည့်တဲ့ခါကျတချို့တလေကဒီဆေးလောင်းထည့်လိုက်တဲ့ဒီ tray တို့ဒီ container တို့ကမတန့်ရှင်းတာမျိုးတို့ဘာမျိုးတို့အဲ့လိုမျိုးတွေကနေပြီးတော့လေဒီဘက်တီးရီးယားတွေကပေါ့နော်သူကဒီဘယ်လိုပြောမလဲ contaminate ဖြစ်တာရှိတယ်အဲဒီကများသောအားဖြင့် human factor ဆိုရင်တော့ဒီ gram positive ပေါ့ကော့ကိုင်းပေါ့ဒီ staphylococcus အုပ်စုတွေကကြတော့သူကအဓိကကူးတယ်နောက်ပြီးတော့ထူးထူးဆန်းဆန်းကူးတာတွေကကြတော့ဒီ Neisseria elongator တို့လိုမျိုးတို့ဒါ oral ကနေပြီးတော့ကူးတာမျိုးရှိရပေါ့နော် environmental factor တို့ပြောတာတခါကြောက်ရှင်ကျွန်တော်တို့ကဒီ environmental flora တွေပေါ့ဒီလေတို့ဘာလို့ကနေပြီးတော့ဒီဖုံမုတ်တွေသူ့ရဲ့ဒီဈေးဆိုင်မှာထားတဲ့အချိန်မှာသူကမတန့်ရှင်းတဲ့အနေအထားမျိုးတွေဖြစ်သွားတဲ့အခါမျိုးလို့ရှိဆိုလို့ရှိရင်လည်းသူကဝင်တက်တယ်ပေါ့နော် contamination bacteria ကနောက်ပြီးတော့ရှိရင်ဒီ pH ထားတော့မမှန်တာတော့ဒီ temperature ဒီ storage condition မှာကျွန်တော်တို့က temperature ကဘယ်လိုပြောမလဲ temperature အရင်များသွားတာမျိုးနည်းသွားတာမျိုးအဲ့လိုမျိုးထားလို့မရပါတော့သူ့ရဲ့ room temperature ဆို room temperature မှာပဲထားရမယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးအေးတဲ့နေရာမှာလုံးဝကို minus degree မှာထားရမယ်ဆေးမှာဆိုရင် minus degree မှာထားပြရတယ်ပေါ့တချို့ဆေးကြအဲ့လိုမျိုးရှိပေါ့အဲ့ဒါဒီမထားဘဲနဲ့ဟိုဒီ minus 20 အောက်နဲ့ဟိုဘယ်လိုပြောမလဲ60 degree Celsius above မှာထားလိုက်တာမျိုးတို့ဒါမှမဟုတ်လို့ရှိရင်35နဲ့အဲ့ဒီ above မှာထားလိုက်တာမျိုးတို့ဘာမျိုးဆိုတော့သူရဲ့ဒီဆေးပြားထဲမှာပါတဲ့ဒီ moisture တွေကနေတော့ဒီ tablet ရဲ့မျက်နှာပြင်မှာသူက bacteria နဲ့ဒီ fungal grow ဖြစ်တာသူကပို့ပြီးတော့ဆိုလိုမျိုးပေါ့အားပေးသလိုဖြစ်တာပေါ့နောက်ပြီးတော့ temperature ပေါ့ hand temperature ဒီ temperature လို့ပြောတဲ့အခါမှာကျွန်တော်တို့ကသိထားမှာတော့ temperature ပေါ့ minimum temperature maximum temperature ရှိတယ်ပေါ့ကျွန်တော်တို့ဒီထားဆေးတွေကိုထားသူတဲ့အချိန်မှာပေါ့နော်အဓိကအားဖြင့် temperature ဒီကျွန်တော်တို့ထားတဲ့ဟာဆိုရင်ဒီ25 degree ရှိပဲကျွန်တော်တို့ကဒီဆေးတွေကိုအများဆုံးထားတဲ့နေရာမှာတူလောင်လေးရှိတယ်ပေါ့နော်ဆေးတွေတူလောင်တဲ့ခါကြာလို့ရှိရင်နောက်ပြီးတော့ light ပေါ့ direct sunlight ထိသွားလို့ရှိရင်ဒီနေရောင်ခြည်နဲ့ direct ထိလိုက်တာဒီဆေးတွေကိုနေရောင်ခြည်နဲ့ direct ထိပါများလို့ရှိရင်လည်းဒီ microbe တွေရဲ့ contamination ဝင်နိုင်တာမျိုးတွေရှိတယ်ပေါ့အဓိကကျွန်တော်ကဒီအပိုင်းကိုအဓိကထားပြီးပြောပြ sharing လုပ်ပေးချင်တာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ clinical laboratory method ကလည်းဒီမှာလာပြီးတော့ affect ဖြစ်တာပေါ့အဓိကကျွန်တော်ကဒါကိုအဓိကထားပြောချင်တာပေါ့နော်ကျွန်တော်တို့ကဒီ sample တွေကို color လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဟာပေါ့ laboratory ကိုတည်ပြီးတော့ laboratory ရလို့ရှိရင်ကျွန်တော်တို့ကဒီတထုပ်ချင်းစီမှာပါတဲ့ဟာတွေကိုဖောက်ပြီးတော့ကျွန်တော်တို့ကဒီ sterile faucet လေးနဲ့ကျွန်တော်တို့ကဒီအထုပ်လေးတွေကျွန်တော်တို့ကဆွဲထုတ်ပြီးတော့မှဒီလိုမျိုးပေါ့ဆေးလေးတွေကိုကျွန်တော်တို့ကဒီဟိုစုံထဲမှာထည့်ဒီစုံထဲမှာထည့်ပြီးကျိတ်ရတယ်ပေါ့နော်ကျွန်တော်လုပ်သွားတဲ့ဒီ type of pharmaceutical sample drug မှာဆိုရင် acetaminophen တို့ဒီ antihistamine အုပ်စုတွေပါမယ် folic acid ပါမယ် furamine PC ပါမယ် diclofenac ဒီအကိုက်ခဲပြောက်စေပေါ့ diclo ပေါ့အဲ့လိုပြောမှဆိုထိုးစေးလည်းရှိတောက်စေးလည်းရှိပါတော့ဒီ M1 ဝန်ကြောစေးပါမယ် soda နဲ့ပါမယ်နောက်ပြီး multivitamin တွေပါမှာပေါ့အဓိကကျွန်တော်တို့အဓိကဒီကောင်နဲ့ပတ်သက်ပြီးတော့ research လုပ်တဲ့ခါမှာကျွန်တော်တို့ကဒီမပါမယ့်အချက်တွေပေါ့နော်ကျွန်တော်တို့ကဒီ packing ထုတ်ထားတဲ့ဟာမျိုးတို့ဒီ liquid form ဒီ herbal drug တို့ antibiotic ဒီနောက်ပြီးတော့ဒီ expire ဖြစ်နေတဲ့ဟာဒီ tablet တွေပါလို့မရဘူးကျွန်တော်တို့ကတော့ဒီ sample preparation လုပ်တဲ့ခါမှာကျွန်တော်တို့ကပထမဦးဆုံးအချိန်မှာကျွန်တော်တို့ကဒီဝယ်ရတဲ့ sample ကိုကျွန်တော်တို့ကဒီကျွေးဒီ program ဆေးတိတ်တဲ့ဆောင်လေးပေါ့ပြောတော့ဒီဟာလေးကတော့ထည့်ပါကျွန်တော်တို့ထောင်းတယ်ပေါ့ထောင်းလို့ရှိရင်ကျွန်တော်တို့1 gram ကိုကျွန်တော်တို့ကဒီဟိုပေါ့ချိန်ပြီးတော့မှကျွန်တော်တို့ကဒီ water meter နဲ့အဓိကဘာကိုသုံးလဲဆိုတော့ distilled water or sterile distilled water ဒါမှမဟုတ်ကျွန်တော်က NS သုံးတာပေါ့NS တို့ PS တို့ physiological solution 0.9 sodium chloride solution တောင်းပြီးတော့ကျွန်တော်တို့ကတော့ဒါ mixer နဲ့ကျွန်တော်တို့ကဒီ5 minute ဒီဟာကိုကျွန်တော်တို့ mix ပြကျွန်တော်တို့လုပ်လိုက်တယ်လုပ်လို့ရှိရင်1040 စီရလာလို့ရှိရင်ငါးချိန်ဆရာလိုက်တယ်
ဆင်းပြီးတော့မှကျွန်တော်တို့ကဒါ preparation of media ပေါ့ media တွေကိုကျွန်တော်တို့က preparation လုပ်တဲ့အခါမှာကျွန်တော်တို့က blood acre ရယ် McConkey acre ရယ် nutrient acre ရယ်သုံးတာပေါ့ကျွန်တော်တို့ဒါကကြတော့ blood acre ရယ် McConkey acre nutrient acre ရယ်ကျွန်တော်တို့ပုံလေးနဲ့ပြလာတာလေပေါ့နော်ဒါကကြတော့ကျွန်တော်တို့ isolation primary isolation လုပ်တဲ့အခါမှာကျွန်တော်တို့က nutrient acre ပေါ်မှာကျွန်တော်တို့ကဒီ0.02 မယ်ဆိုတော့ဒီ micro pipette နဲ့ပေါ့နော် micro pipette နဲ့ဆိုရင်ကျွန်တော်တို့က20 microliter ကိုကျွန်တော်တို့ကဒီ acre plate ပေါ်မှာ separate လုပ်ပြီးတော့ကျွန်တော်တို့က round temperature နဲ့အခြောက်ခံပြီးတော့မှ overnight ကို1 night incubate လုပ်တယ်ပေါ့ဒီအောက်ကတော့ကျွန်တော်တို့က nutrient acre ရတာအချို့အစားပေါ့နော်များသောအားဖြင့်ဒီအချိုးစားအတိုင်းတော့ကျွန်တော်တို့ကတော့ဖြော်လေးမရှိဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအမြန်လုပ်တယ်ဆိုတော့ကျွန်တော်တို့က ready made တုံးတာများတယ်ပေါ့ nutrient တွေကပေါ့။ဒါကကြတော့ pure ကာချာရအောင်ကျွန်တော်တို့ကဒီကာချာကိုဘယ်လိုလုပ်လဲပေါ့။များသောအားဖြင့်ဒီ microbiology နဲ့ပတ်သက်ပြီးတော့ဒီ shaking method ကိုဆွဲတဲ့အခါမှာများသောအားဖြင့်ကလူတွေကအဲ့လိုမျိုးလွဲမှားတာမျိုးလေးရှိတယ်။တချို့ဟာမျိုးတွေကြတော့အဲ့လိုမျိုးပေါ့ဒီဘေးပေါင်အထိကိုတိုက်ရိုက်ကပ်ပြီးတော့ဆွဲထားတာမျိုးရှိတယ်ပေါ့။ဒီလိုမျိုးဖြစ်အောင်ကျွန်တော်တို့ဒီ diagram နဲ့ကျွန်တော်ပြလာတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ over one night ထားပြီးရဲ့ဒီကာချာတွေကိုကျွန်တော်တို့က sub ကာချာယူပြီးတော့ကျွန်တော်တို့က pure ကာချာနဲ့အပြန်လုပ်တာရတဲ့ခါမှာလုပ်တဲ့ခါမှာကျွန်တော်တို့ဒီစဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ well လေးကိုကျွန်တော်တို့ကအရင်ဆွဲရတယ်နော်ဒီ well လေးကိုအရင်ဆွဲပြီးတဲ့ခါမှာဒီ inoculation loop လေးနဲ့ well လေးဆွဲလို့ရှိရင်ကျွန်တော်တို့က primary secondary tertiary ဆိုပြီးတော့ဒီလိုမျိုး line လေးတွေကျွန်တော်တို့က4 line ဒါမှမဟုတ်5 line ကျွန်တော်တို့အရင်ဒီ second quadrant မှာကျွန်တော်တို့ဆွဲတယ်ပေါ့တက် quadrant ကိုဆွဲတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဆွဲတဲ့ခါကျလို့ရှိရင်ဒီ inoculation loop လေးကိုဆွဲနေတဲ့ဖက်ကနေပြီးတော့တစ်ဖက်ကိုပြောင်းပြန်လာပြီးတော့ကျွန်တော်တို့ကတက်ဖို့ရသေးရကျွန်တော်တို့ကဆွဲလေးဆွဲထားရှိတယ်ပေါ့ဒါကကြတော့ဘာဖြစ်လို့ဒီလိုဆွဲလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဓိကဘာဖြစ်လို့ဆိုတော့ pure ကချာရပြီးတော့ကျွန်တော်တို့ဒီ colony morphology ကိုကောင်းကောင်းမြင်အောင်လို့ကျွန်တော်တို့ကဒါဆွဲခြင်းဖြစ်ပါတယ်ပေါ့ဒီ method ကတော့ကျွန်တော်တို့ဒါကကြတော့ဒီ stringing ကချာ method ကတော့ဒါကျွန်တော်တို့ NHL မှာဒါကျွန်တော်တို့ training ရခဲ့တဲ့ method တွေပေါ့နော်ဒါကကြတော့ black acre ရဲ့ composition ဖြစ်ပါတယ်ဒီအဓိကထားမဲ့ဟာဒီ black acre ဖြော်တဲ့အခါမှာကျွန်တော်တို့ဒီ black acre base ကိုကျွန်တော်တို့ကအရင်ဖြော်ပြီးတော့ကျွန်တော်တို့ autoclave ဖြတ်ရတယ်ပေါ့နော် autoclave ဖြတ်ပြီးတော့ကျွန်တော်ကပြီးပါဒီ auto ကျလာတဲ့ဟာကိုမှကျွန်တော်တို့ကဒီသူ့ရဲ့ဒီ optimum temperature မှာပြန်ရောက်သွားတဲ့ချိန်မှာကျွန်တော်တို့ကဒီ human blood ကိုဒီ sheep blood ကိုကျွန်တော်တို့ကလောင်းထိပ်ပြီးတော့မှကျွန်တော်တို့က acre preparation လုပ်ရတာပေါ့နော်ဒါပေမဲ့အချိုးစားမမှန်တာတို့ဘာလို့အဲ့လိုမျိုးဖြစ်သွားရှိတခါကြာရှိ black acre တွေ chocolate acre ဖြစ်သွားတတ်တာမျိုးရှိတယ်ပေါ့ဒါကကြတော့ဒါ pure ကချာရဖို့အတွက်ကိုကျွန်တော်တို့က black acre နဲ့ McConkey acre ပေါ်မှာကျွန်တော်တို့ကသုံးနေတဲ့ဟာတွေပေါ့ဒါက McConkey acre ပေါ်မှာကျွန်တော်တို့ Bison နဲ့ဆိုရင်ကို red နှစ်ခုလောက်ပါတာကိုသုံးတယ်ဒါကကြတော့အသေးစိတ်ပေါ့ဒီ procedure အစအဆုံးအသေးစိတ်ကိုကျွန်တော်ဖော်ပြလာတာဖြစ်တယ်1 gram tablet powder 9 ml distilled water or ဒီ physiological solution နဲ့ရောမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က1 gram ကိုဒီ5 minute ပေါ့ vortex meter နဲ့ mix လုပ်ပြီးမှကျွန်တော်တို့က1040 cl dilution ဆင်ပြီးတော့ primary isolation လုပ်တယ်ပေါ့ primary isolation လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့က pure ကချာကိုရဖို့တက်ဆောင်အဲ့ဒီ primary isolation ရတာတဲ့ colony ကိုကြည့်ပြီးတော့ဥမာပြီးကျွန်တော်တို့ကဒီ mix grow လားgrow ဖြစ်နေတာလားဒါမှမဟုတ် single grow လားဒါမှမဟုတ် no grow လားအဲ့လိုကြည့်ပြီးတော့မှကျွန်တော်တို့ကဒီဟာကိုပြန်ပြီးဆက်လက်လုပ်ပြီးတော့မှကျွန်တော်တို့ကဒီ black acre နဲ့McConkey ပေါ်တင်တယ်ပေါ့။ဒါတော့အဖြစ် clinical procedure တွေမှာကတော့ဒီဘယ်လိုပြောမလဲ nutrient acre process ကိုကျွန်တော်တို့ကဖယ်ပြီးတော့ကျွန်တော်တို့တွေဓာတ်ရိုက်ဒီ primary isolation မှာတင်ကျွန်တော်တို့က black acre ပေါ်မှာတင်တော့ isolation လုပ်ထားရှိတယ်ပေါ့နော်။နောက်ပြီးတော့ဒီ shortcut နဲ့ကျွန်တော်တို့ကဒီဟိုဟာပေါ့ biochemical test ကိုဖြတ်တယ်။ကျွန်တော်အခုဒီ research လုပ်တော့ပေါ့နော်ကျွန်တော်ကတော့ဒီပုံမှန်အတိုင်းဒီ MRVP လို့ဘာလို့လဲကျွန်တော်တို့ဖြတ်တယ်ပေါ့။နောက်ပိုင်းကျွန်တော်တို့ဒီ clinical laboratory မှာသုံးလာတာကကြတော့ဒီ ODC တို့ KI တို့အဲ့လိုမျိုးတွေကျွန်တော်တို့သုံးလာတယ်နောက်ပြီး indoor ဒီ license indoor modality test အဲ့လိုမျိုးပေါ့တစ်ခါလေးပေါင်းပြီးတော့အဲ့လိုမျိုးချုပ်ပြီးတော့မြန်တဲ့ဟာမျိုးတွေကျွန်တော်တို့သုံးထားရှိတယ်ပေါ့ဒါကြတော့ကျွန်တော်တို့က identification ပေါ့ identification လုပ်တဲ့အခါမှာကျွန်တော်တို့က over 190 black acre နဲ့ McConkey acre မှာထားပြီးတော့မှကျွန်တော်တို့က colony morphology နဲ့ဒီ macroscopically ကျွန်တော်တို့ကြည့်ရပေါ့ကျွန်တော်တို့ပြလို့ရှိရင် grand strain အတွက်ကို
ကျွန်တော်တို့ကဒီ smear ဆွဲရမျိုးပေါ့ဆို glass slide ပေါ့မှာ smear ဆွဲပြီးတော့ကျွန်တော်တို့ကဒီ immersion oil lens နဲ့ကျွန်တော်တို့ microscope ကြည့်ပြီးတော့ဒီ microscope ရဲ့ character ကြည့်ပြီးတော့ကျွန်တော်တို့ခွဲတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ biochemical test အတွက်ပြင်ဆင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ key တိုက်တာကတော့ကောင်းတဲ့ steel ကိုကျွန်တော်တို့ကအဓိကထားသုံးတယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာသုံးဆိုတော့ Vitas 2ကိုသုံးတယ်စက်ထဲထည့်ပြီးတော့ identification လုပ်တာပေါ့နော်အဲ့လိုပြောမယ်ဆိုရင်တော့ဒါကကျတော့ smear ကို preparation လုပ်တဲ့အခါမှာကျွန်တော်တို့ဒီ clinical laboratory တွေမှာလုပ်တာရှိတဲ့ပုံစံအတိုင်းပါเนาะကျွန်တော်တို့ကဒီ distilled water on normal saline ကိုကျွန်တော်တို့ကဒီ autoclave ဖြတ်ထားတာပါเนาะ normal saline ပေါ့အဓိက normal saline ပဲသုံးပါတယ်ကျွန်တော်တို့က normal saline ကိုတင်ပြီးတော့မှကျွန်တော်တို့ကဒီ wire loop နဲ့လည်းဆွဲခြင်းဆိုရင်တစ်ခါကြာလို့ရှိရင်ကျွန်တော်တို့ကများသောအားဖြင့်ကျွန်တော်တို့ကသွားကြမ်းထုတ်တယ်နေကကျွန်တော်ကိုလိုနီလေးကိုလော်ပြီးတော့ကျွန်တော်တို့ဒီ glass slide ပုံမှာကျွန်တော်တို့ပြန်ဆွဲပြီးတော့ကျွန်တော်တို့ဒီ air joint နဲ့အခြောက်ခံမခံလို့ရှိရင်ကျွန်တော်တို့ဒီ heat face လုပ်လိုက်တယ်ပေါ့ heat face လုပ်ပြီးမှကျွန်တော်တို့နော်ဟို stain ဆိုတယ်ပေါ့နော်ဒါကြတော့ကျွန်တော်တို့ဒီသုံးတဲ့ဒီ stain step assess ပေါ့နော်နောက်တော့အဖြစ် microbiological stain လို့ပြောတာနဲ့ grand stain ကြီးပဲဆိုရတာပေါ့နော်အမှ Leishman stain တို့ Jameson stain တို့နောက်ပြီးတော့ acid stain တို့ဘာလို့အဲ့လိုမျိုးလည်းရှိတယ်ဥပမာအဖြစ် mycobacterium tuberculosis ဆိုမျိုးကိုကျွန်တော်တို့က stain ဆိုတော့မယ်ဆိုရင်ကျွန်တော်တို့ကဘာနဲ့ stain ဆိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ AFP ဟိုပါပေါ့ acid stain တွေပေါ့ venous stain တွေကျွန်တော်တို့သုံးပြရတာပေါ့ဒါကြတော့ကျွန်တော်တို့ shortcut ဖြတ်တဲ့ဒီ biochemical test ပေါ့ချို့ test တွေကိုကျွန်တော်တို့ဒီမှာပေါ်ပြတဲ့ test တွေကိုကျွန်တော်တို့အကုန်သုံးချင်မှသုံးတာမသုံးတဲ့ဟာလည်းမသုံးကျွန်တော်လောက်တော့ဆိုရင်ကျွန်တော် DSI ကိုသုံးတဲ့ဟာသုံးတယ်မသုံးတဲ့ဟာမသုံးဘူးပေါ့နော်အဲ့လိုမျိုးလေးရှိတယ်။မှာဖြစ် catalytic test ရှိမယ်။ co-oxidative test ရှိမယ်။ကျွန်တော် coagulase test ကြတော့များသောအားဖြင့်ကကျွန်တော်တို့ဒီ human plasma နဲ့ကျွန်တော်တို့ကဒီ normal saline နဲ့ရောပြီးတော့ကျွန်တော်တို့ကဒီ colony ကိုကျွန်တော်တို့ကထည့်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကြည့်ရပေါ့ခဲမခဲကြည့်ရပေါ့ plasma ကဒီ coagulase ဖြစ်မဖြစ်ကြည့်ရပေါ့များသောအားဖြင့်ဒီကောင်ကြီးကို coagulase test ကိုကျွန်တော်တို့ဘာလို့သုံးလဲဒီ staphylococcus နဲ့ streptococcus ကိုခွဲတဲ့အခါမှာကျွန်တော်တို့သုံးတယ်monitor ကကြတော့ staphylococcus aureus နဲ့ other ဒီ staphylococcus အုပ်စုတွေကိုခွဲတဲ့နေရာမှာကျွန်တော်တို့သုံးတယ်ပေါ့ MRVP တို့ဒီ indoor တို့ဘာလို့ကြတော့ဒီဆရာတို့ဆရာမတို့ကရင်းနှီးပြီးသားဖြစ်မယ်အခု cyclocitrate သုံးတယ် urease သုံးတယ်ပေါ့နော်ဒါကကြတော့ indoor test တွေ methane rest ရဲ့ focus ပါချရင်ကျွန်တော်ရှင်းပြထားရတယ်ပေါ့နော်ဒါကတော့ citrate test ပေါ့ဒါကကြတော့ urea test ပေါ့နော်ဒါကြ monitor test ပါ monitor test ဆိုရင်ကျွန်တော်တို့ကဒီ monitor sort A ကပေါ်မှာကျွန်တော်တို့ကတင်လိုက်တာ colony ဥမာဖြစ်microscopic morphology မှာကျွန်တော်တို့က gram positive ကောက်ကိုင်းရင် grape-like irregular structure ကျွန်တော်တို့ကတွေ့ပြီဆိုတာနဲ့ကျွန်တော်တို့ကတေးကြတယ်ဒါဆိုရင် staphylococcus တေးကြတယ်ဆိုပြီးရှင်ကျွန်တော်တို့ကဒီ monitor sort ကိုကျွန်တော်တို့ကကြုံလိုက်ကြိုပြီးလို့ရှင်ကျွန်တော်တို့ကတင်လိုက်တယ်ပေါ့နော် colony တင်လိုက်တယ်တင်ပြီးလို့ရှင်ကျွန်တော်တို့ကဒီ monitor ကဒီ red yellow ferment ဖြစ်သွားပြီဆိုတေးကြတယ်ဒါဆို staphylococcus species aureus ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာက staphylococcus latenalis ကလည်းတော့လည်းဒီ yellow ferment ပေးရပေါ့နော် result ကတော့ကျွန်တော်ဆရာဈေးကဒီဆက်ပြီးတော့ပြပေးမှာပေါ့နော်ဟယ်လိုဆရာ Hello ဆရာတို့ဆရာမတို့မင်္ဂလာပါဆိုတော့ကျွန်တော်ကဒီမှာတော့ကျွန်တော်ဒီ research paper research နဲ့ပတ်သက်ပြီးတော့ဒီ Hello ကြားလားဗျကြားရတယ် လုံးကြားလားဗျ ကြားပါတယ်ဆရာ အဲ့တော့ဒီဥစ္စာမှာကျွန်တော်တွေ့ရှိတဲ့အကောင့်လေးနဲ့ပတ်သက်ပြီးတော့တကယ်လို့ဆေးတွေမှာဒီလိုမျိုးသာနော်တွေ့ရှိနေတဲ့ဟာပေါ့နော်လူတွေကဝယ်ယူတောက်တုံးတဲ့အခါမှာဆိုရင်ဘယ်လို potential risk တွေဖြစ်လာနိုင်တယ်ဆိုတော့ပါကျွန်တော်အထက်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဆေးရ17မျိုးပေါ့နော်ဆေး17မျိုးဆိုတာလေဒါ commonly သုံးတဲ့ဆေးတွေ commonly သုံးတဲ့ဆေးတွေဆိုတော့ folic acid တို့ furamine PC တို့ acetaminophen တို့ပါတာဖြစ်ပါတယ်ဆိုတော့အထက်ကတော့ကျွန်တော်တို့ကတော့ over the counter ပေါ့သူတို့ကသူတို့အလွယ်ဝယ်လို့ရတဲ့ဆေးတွေဖြစ်ပါတယ်ဆရာဝန်ဒါမှမဟုတ် physician ကနေတော့မှအထူးတက်လေညွှန်မှဝယ်လို့ရတဲ့ဆေးတွေမျိုးတော့အဲ့တော့ကျွန်တော်တို့ကဒီဥစ္စာတွေကိုroom temperature ခြားထဲမှာသူတို့ဒီ pharmaceutical shop ထဲမှာတင်ထားတယ်အဲ့ဒါပြီးတဲ့အခါကျရင်ဒီဥစ္စာကိုပေါ့နော်ထုတ်တယ်ရောင်းတယ်ဒီလိုမျိုးအနေထားမှာဆိုရင်ကျွန်တော်တို့က gram-negative ဒီဆေးတွေကိုကျွန်တော်တို့ကနေပြီးတော့ research လုပ်လိုက်တဲ့အခါမှာ gram-negative bacteria 7 isolate ထွက်တယ် gram positive ကော်ကန်ကျတော့10ထွက်တယ်ပေါ့နော်သူတို့ကကျတော့
အားလုံးကပါလဲဆိုတော့တန်းပေါ်3 colon forming unit ပါမယ်ထပ်တော့ရှိတယ် gram positive baseline နေရာလဲ3 isolate တွေ့ပါတယ် ဆိုတော့ဒါတော့ကျွန်တော်တို့သူ့ရဲ့ရလဒ်ကိုtable လေးနဲ့မြင်တောင်ပြထားတာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့အရင်ဆုံးဒီ gram positive ကောက်ခိုင်းမှာဆိုတော့ step Fourier က 6 ဆိုလိုက်step epidermidis ကကြတော့ကျွန်တော်တို့1 ဆိုလိုက် micrococcus luteus ကကြတော့1 ဆိုလိုက်streptococcus pneumoniae ကြတော့1 ဆိုလိုက် enterococcus species ကကြတော့1 ဆိုလိုက်တွေ့ပါတယ် gram positive baseline နေရာကျတော့ bacillus subtilis တွေဖြစ်ပါတယ်အဲ့တော့ GMP တွေမှာကျွန်တော်ဘာတွေ့လဲ S. coli တွေ့ရ Proteus တွေ့တယ် Pseudomonas တွေ့တယ် Salmonella တွေ့တယ် Club pneumoniae တွေ့ရ Neisseria elongata တွေ့ရနောက် Moraxella catarrhalis ကိုတွေ့ရပါတယ် Next please ဆရာနောက်တစ်ချက်ပြဆိုတော့ဒါကတော့ကျွန်တော်တို့တွေ့ရတဲ့ဆေးတွေနဲ့ဒီဘယ်ဆေးတွေမှာတော့ဘယ်အကောင့်တွေတွေ့ရဆိုတာကိုကျွန်တော်တို့ပြထားတာဖြစ်ပါတယ်ဒီမှာဆင်ကျွန်တော်သုံးတဲ့ဆေးတွေဆို common ဖြစ်တဲ့ဆေးတွေ B1 B2 B6 Permethrin C-Vit Ticolo Folic acid Suramin PC MON para ပြီးရင် Sodamid ဒီ antacid ပေါ့ဒီဆေးမျိုးစားတွေဖြစ်ပါတယ် Next please ဒါကျွန်တော်တို့ morphological နဲ့ stain တွေstain တွေလောက်ပြီးတဲ့အခါကျမှတို့ရဲ့ဒီ organism ရဲ့ properties တွေကိုပြထားတာဖြစ်ပါတယ် Next please နောက်တစ်ချက်ဆရာနောက်တစ်ချက်ဆရာဆိုတော့အရင်ဆုံးဒီမှာကျွန်တော်က step Aureus ပေါ့ step Aureus ကိုတွေးတဲ့အနေထားမှာဒါတော့ကျွန်တော်တို့ risk အနေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်တို့မှာကဒီ low risk high risk low moderate high critical ဆိုတော့ risk တွေရှိပါတယ်အဲ့တော့ step Aureus ကိုတွေးတဲ့အနေထားမှာဆိုရင်ဘယ်လိုမျိုးဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ကဒါ critical risk အနေထားဖြစ်ပါတယ်သူကကြတော့တကယ်တမ်းတော့ oral တော့ခါကျတော့ topical preparation မှာမပါသင့်ပါဘူးအဲ့လိုပါမယ်ဆိုရင်ကျွန်တော်အနေနဲ့အဓိကဘာဖြစ်လဲဆိုတော့သူတို့က skin infection တို့upset တို့ sepsis နောက် food poisoning တို့ဒါမျိုးဖြစ်တတ်ပါတယ်ဒါတော့ကျွန်တော်တို့က blood agar ရဲ့ monitor salt agar ပေါ်မှာတွေ့ရ finding နဲ့ဒီ microscopic characteristic ကိုပြောထားတာဖြစ်ပါတယ် Next please ဖေကလည်းမသိဘူးเนาะဟို microphone မပိတ်တော့ဇာနေအဲ့တော့နောက်တစ်ခုကကျွန်တော်တို့တွေ့တာ staph epidermidis staph epidermidis ဆိုတာတကယ်တမ်းတော့ကျွန်တော်တို့ကဒါ skin flora ပေါ့အဲ့တော့ခါကြတော့ဒီ equipment တွေမှာ contamination ဖြစ်တဲ့အခါမျိုးမှာဆိုရင်တွေ့ရတာဖြစ်ပါတယ် risk အနေနဲ့ကကျွန်တော်ပြောမယ်ဆိုတော့ moderate risk ထဲကိုပါပါတယ်အထူးဖြင့်တော့ opportunistic infection တွေဖြစ်တာများတယ်ပြီးရင်ဒီ IV infection တွေအထူးကတော့ aseptic technique ကောင်းကောင်းမလုပ်တဲ့အနေအထားမျိုးတွေမှာဖြစ်ပါတယ်အထူးကတော့ skin ပေါ်ကနေပြီးတော့မှလာတယ်လို့ကျွန်တော်ယူဆရပါတယ်ဟုတ် next please ဒါတော့ကျွန်တော်တို့black agar ပေါ်မှာတွေ့ရ colony ရယ်ပြီးတော့ monitor salt သူက format မပေးပါဘူး growth ဖြစ်ပါတယ်ဒါပေမဲ့ format မပေးပါဘူး growth ဖြစ်အောင်ပဲဆိုရင်တော့ step အုပ်စုလို့ယူဆလို့ရပါတယ်gram positive baseline ဒီမှာဆိုရင်လည်းတချို့ဟာတွေဆိုရင်ကျွန်တော်တို့ဒီ growth ဖြစ်တာမျိုးတော့ရှိပါတယ်ဆိုတော့ growth ဖြစ်တိုင်းတော့ gram positive ကော်ခိုင်းတော့မဟုတ်ပါဘူးเนาะဒါပေမဲ့ဒီမှာတော့ဒါကျွန်တော် microscopic characteristic တွေရောကျန်တဲ့ identification ကိုလုပ်လိုက်တဲ့အခါမှာတော့ epidermidis လို့တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ bacillus subtilis ဆိုတာကျတော့သူကများသောအားဖြင့်သူက environment ထဲမှာရှိတဲ့ဟာဖြစ်ပါတယ် swine နောက်တစ်ခုကကျတော့ဒီ human cat ပေါ့နော်နောက်ပြီးတော့ air တို့ task တို့ထဲမှာလည်းရှိပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က concern အနေနဲ့ public health concern အနေနဲ့ယူဆမယ်ဆိုတော့ဒါ moderate risk ထဲမှာပါတယ်အဓိကတော့သူက pathogenic ဖြစ်တာတော့ねဒါပေမဲ့ wound infection တွေ eye infection တွေနောက်ဒီ immune ချနေတဲ့လူတွေမှာဆိုရင်တော့ဒီဥစ္စာတွေ့တဲ့အခါမှာသူတို့ကတော့
infection ဖြစ်ဖို့အတွက်လားလာများတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ low pathogen နဲ့ပါပဲ next please ဒါတော့ကျွန်တော်တို့ကဒါ biochemical test ပေါ့ short set result ရယ်ပြီးတော့ black eagle ပေါ်မှာတွေ့တဲ့ colony morphology နောက်တစ်ခုကကျတော့ microscopic characteristic ဖြစ်ပါတယ် next please နောက်တစ်ခုကကျတော့ကျွန်တော်တို့ enterococcus ပါ enterococcus အနေနဲ့ကကျွန်တော်တို့အဓိကတော့သူက human fecal flora ပါသူရဲ့ source of contamination နောက်တစ်ခုက contaminated water တွေဖြစ်နိုင်တယ်နောက်ပြီးတော့ worker တွေသူတို့ hygiene နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်ကြောင့်ဖြစ်နိုင်တယ်ဒီ public health အနေနဲ့ဆိုရင်တော့ level of concern high risk ဖြစ်ပါတယ်ဆိုတော့ဒီလိုအနေထားမှာဆိုရင်ကျွန်တော်ဘာဖြစ်ချက်လဲဆိုတော့risk ကဘာတွေရှိမလဲဆို urinary tract infection တွေဖြစ်နိုင်တယ် enterocolitis တွေဖြစ်နိုင်တယ်ပြီးတော့ခါကျရင် vulnerable ဖြစ်တဲ့ patient တွေအရန်အသက်ငယ်တဲ့ကလေးတွေပြီးတော့ခါကျရင် immune ကျနေတဲ့သူတွေဒါမျိုးမှဆိုရင်တော့ကျွန်တော်က bacteremia ဖြစ်နိုင်တဲ့ risk ကတော့တော်တော်ရှိပါတယ်ဒါတော့ဒါ black eagle ပေါ်မှာတွေ့တဲ့ colony ရယ် short set result ရယ်နောက်တစ်ခါကျတော့ microscopic characteristic ကိုပြထားတာဖြစ်ပါတယ် next please နောက်တစ်ခုကတော့ကျွန်တော်တို့တွေ့တာ strep pneumonia ပါ strep pneumonia အနေနဲ့ကကျတော့ဒါကကျွန်တော်တို့အဓိကတော့ respiratory tract ရဲ့ flora ဒါပေမဲ့ flora ဆိုပေမဲ့သူကကျတော့ဒီ product တွေမှာတော့ဘလို့မှလက်ခံလို့တော့မရပါဘူး risk အနေနဲ့ပြောရင်တော့ဒါ moderate risk ပါ moderate risk ဆိုတဲ့အနေထားမှာဘာတွေများဖြစ်နိုင်လဲဆိုတော့ pneumonia ဖြစ်နိုင်တယ် meningitis ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါကတော့လူတိုင်းမှာဖြစ်မလားဆိုတာမျိုးချက်သူကတော့ဒီဆေးတွေကိုတောက်တယ်လူကလည်းဒီ immune ကလည်း weak ဖြစ်နေဆိုတဲ့အနေအထားမှာတော့သူက healthy carrier အနေနဲ့ asymptomatic အနေနဲ့သွားရှိနိုင်ပါတယ်ဒီဟာတစ်ချိန်မှာsurgery တစ်ခုလုပ်ဖို့ပဲဖြစ်ဖြစ်သို့မဟုတ် immune အနေထားအတော်ကြားတဲ့အနေထားမှာဆိုတော့ဒါပြန်ပေါ်လာတော့မှကောင်းကောင်းဒုက္ခပေးနိုင်တဲ့အနေထားမျိုးဖြစ်ပါတယ်ဒါတော့ black eagle colony ရဲ့ biochemical test က result ရယ် microscopic characteristic တွေဖြစ်ပါတယ် next please နောက်တစ်ခုကကျတော့ micrococcus luteus ပါ micrococcus luteus အနေနဲ့ကကျတော့သူကတော့ပုံမှန်ဆိုရင်တော့ harmless ပါပဲ harmless ဖြစ်တယ်ဆိုပေမဲ့အဓိကသူက skin flora တို့ air တို့ environment တို့ဒါမျိုးတွေမှာတော့ရှိတယ် swine တို့ dust တို့ water တို့ normal ပါပဲအဲ့တော့ခါကျကျွန်တော်ပုံမှန် clinical မှာဆိုရင်တော့ဒါကတော့pathogen မဟုတ်ဘူးဆိုပြီးတော့ပယ်လိုက်တာမျိုးရှိပေမဲ့လေသူကဘာဖြစ်တယ်လဲဆိုတော့သူကဒီ mouth တို့ mucosa တို့ oropharynx တို့ parasitic tract တို့မှာရှိနေပြီးတော့ခါကျတော့တခါလေကြာရင်လူတွေကိုအဲ့လို immune ကျတဲ့အနေထားအဓိကတော့ immune ကျတဲ့အနေထားတွေမှာနောက်တစ်ခုကကျတော့တခြား infection တခုဝင်တဲ့အနေထားမှာဒါပါထပ်ဝင်သွားတဲ့ဟာဆိုရင်တော့ကျွန်တော်တို့ကပို့ပြီးတော့ဆိုးသွားနိုင်တယ်အဲ့တော့ခါကျကျွန်တော် steroid ဖြည့်ရမယ့် product တွေ ophthalmic မျက်လုံးထွက်သုံးတဲ့ဈေးတွေပါတယ်ဒါမျိုးတွေမှာရှိတယ်ဆိုရင်တော့ဒါက low to moderate risk ကိုရှိပါတယ်ဒါကကျတော့ black eagle ပေါ်မှာတွေ့ရတဲ့ colony ရဲ့ biochemical test result တွေရဲ့ microscopic characteristic တွေဖြစ်ပါတယ် next please နောက်တစ်ခုကကျတော့ pseudomonas aeruginosa ပါ pseudo ဆိုတဲ့အတိုင်းပဲဒီကောင်ကကျတော့ကျွန်တော်တို့risk ကတော့ critical risk တွေကိုပါတယ်ပေါ့နော်အဓိကကျတော့ဒီ non steroid drug တွေမှာပါတယ်ဆိုရင်တော့အခြေအနေတော်တော်ဆိုးဆိုးဖြစ်နိုင်ပါ serious opportunistic အတူကျင်လို့ခေါ်ပါတယ်အဓိကတော့ဘယ်လိုတွေမှာဖြစ်လဲဆိုတော့ ICU ဖြစ်တဲ့နော် ICU ရောက်နေ patient တွေ elderly တွေအသက်ကြီးတဲ့သူတွေနောက်တစ်ခုကကျတော့ဒီ burn ပေါ့နော်အဲ့လိုမီလောင်ဒဏ်ရာတို့ရင်သွေးပူတို့ဒါမျိုးဖြစ်တဲ့ patient တွေမှာဆိုရင်သူက sepsis ဆိုးဝါးဖြစ်စေတယ် pneumonia ဖြစ်စေတယ်နောက် eye infection တွေဖြစ်စေပါတယ်ဆိုတော့ခါကျတော့ဆေးမှာဒီဥစ္စာမျိုးပါတယ်ဆိုတာလည်းပဲအဓိကကတော့ကျွန်တော်တို့ဒီထည့်ပြီးတဲ့လူနဲ့အဓိကအများကြီးဆိုင်ပါတယ်သူက swine တို့ water တို့မှာပဲပုံမှန်ဆိုရင်ရှိရမယ့်ဟာနေပြီးတော့မှဒီလိုမဟုတ်ပဲဆေးပေါ်မှာရှိနေရဆိုရင်တော့ဒါကတော့
ဘယ်လိုချင်း risk ကတော့အတော်များပါတယ်အဲကြောင့် critical risk ထဲမှာပါပါတယ် next please တော့ဒီဥစ္စာကိုကျွန်တော်တို့က black ဧကပေါ်မှာblack ဧကပေါ်ကိုလိုနီရှိမယ်ပြီးရင်သူက McConkie ဧကပေါ်ကကိုလိုနီရှိမယ် Nalatos ပါမယ်ဖြစ်ပါတယ်နောက်တစ်ခါ microscopic characteristic ရဲ့ short cell reset တွေရဲ့ဒါတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့က identify လုပ်ထားတာဖြစ်ပါတယ် next please နောက်တစ်ခုကကျတော့ Escherichia coli မှာ H coli လို့လည်းကျွန်တော်တို့လက်ခေါ်ပါတယ်ဒီဥစ္စာတော့ပုံမှန်စင်တော့သူက fecal contamination ဖြစ်တာမျိုးရှိပါတယ်အဲ့မှာရှိတဲ့ source of contamination ပေါ့နော် water တို့ပြီးတော့ကကျတော့ ACPN တို့ဒါမျိုးတွေမှာရှိတာမျိုးပြီးတော့ raw vegetable တွေanticock ground beef တွေဒါတွေမှာရှိတာမျိုးရှိပါတယ်ဒါပေမဲ့သူ့ကိုဆေးတွေထဲမှာကျွန်တော်တို့တွေ့ရတဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျိုးဖြစ်မလဲဆိုတော့ဒါကတော့ကျွန်တော်တို့ကobjectionable အနေနဲ့တော့ WHO တို့ USP တို့ BP တို့ကတော့ယူဆထားတာရှိပါတယ်သူဖြင့် oral drug တွေမှာပါအဲ့တော့ concern အနေနဲ့ critical concern အနေနဲ့ရှိနေ။ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့ကဒီဆေးကိုတောက်ပြီးတဲ့အခါမှာ severe GI illness ဖြစ်နိုင်တယ်။ခဏပြောရဲကျွန်တော်အသက်ငယ်တဲ့သူအသက်အရမ်းကြီးတဲ့သူ vulnerable patient တွေမှာဆိုရင်တော့ sepsis ဖြစ်သွားတာမျိုးရှိပါတယ်။ဆိုတော့ခါကျတော့ဒါကတော့ fecal contamination ကိုကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့ကယူဆလို့ရပါတယ်။ next please ဒါကျတော့ black ဧကပေါ်ကကိုလိုနီရဲ့ microscopic characteristic ရဲ့နောက် McConkie ဧကပေါ်ကသူ့ရဲ့ Lattice format ဖြစ်နေပုံရဲ့နောက်တစ်ခုကကျတော့ဒီ short cell reset တွေဖြစ်ပုံနောက်တစ်ခုကကျတော့ Klebsiella pneumoniae ပါသူကကျတော့အဓိက mouth ရဲ့ skin ရဲ့ intestine ရဲ့မှာရှိတဲ့ normal flora ဖြစ်ပါတယ်တခြားအနေနဲ့ဘယ်မှာတက်ဆို water တို့ test တို့ခဏပြောတဲ့ contaminated ACPN တွေဒါတွေမှာတွေ့နိုင်ပါတယ်risk အနေနဲ့ပြောမယ်ဆိုတော့ဒါကတော့ high risk ဖြစ်ပါတယ်သူ့ရဲ့ public health concern အနေနဲ့ပြောရမယ်ဆိုရင်အဓိကတော့ကျွန်တော်တို့ကဒီလိုမျိုး Klebsiella pneumoniae တို့ Pseudomonas aeruginosa တို့တွေ့ရဆိုရင်တော့ဒါကျွန်တော်တို့က process investigation လုပ်ဖို့တော့အဓိကလိုတာသူက opportunistic ဖြစ်တယ်ဒီတိုင်းကောင်းနေတဲ့ patient တွေပါဆိုရင်တော့နောက်တစ်ခုကကျတော့သူက pneumonia တို့ UTI တို့ sepsis တို့ဖြစ်စေတယ်အဓိကဘာကိုသွားဆိုးလဲဆိုတော့သူက hospitalize ဖြစ်တဲ့သူ hospitalize ဖြစ်နေတဲ့သူတွေတနည်းအားဖြင့်ဆေးရုံတင်ထားတဲ့လူနာတွေနောက်တစ်ခု immune အတော်ကိုကျနေတဲ့လူတွေမှာသုံးနေဆိုရင်တော့ခဏပြောတဲ့ sepsis တို့ pneumonia တို့ UTI တို့ဖြစ်နိုင်ပါတယ်ကျွန်တော်ဆေးတွေကလည်းသူတို့ပုံမှန် commonly အလွယ်ဝယ်လို့ရတယ်အားဆေးမျိုးစားတွေလည်းဖြစ်တဲ့အတွက်တော့အဲ့လိုလူနာတွေမှာလိုအပ်လို့သုံးလိုက်ရင်တော့တပူပေါ်နှစ်ပူဆင့်ပြီးတော့ပိုဆိုးသွားတဲ့အနေအထားမျိုးတွေတော့ရှိနိုင်ပါတယ် next please ဒါတော့ကျွန်တော်တို့ black ဧကပေါ်ကကိုလိုနီရယ်အကွန်ကြီးဧကပေါ်ကကိုလိုနီရယ်နောက်တစ်ခုက microscopic characteristic ရယ် short cell reset တွေကိုပြထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ Proteus species တွေ Proteus species Proteus mirabilis faucus Penneri ဒါမျိုးတွေတော့ရှိပါတယ်သူကအထူးကတော့ fecal origin ရယ် water contamination ရယ်နောက်တစ်ခုကကျတော့ decompose ဖြစ်နေတဲ့ဒီ animal matter တွေ sewage တွေဒါမျိုးတွေပြီးတော့ mammalian intestine တို့ပြီးတော့ human နဲ့ animal feces တွေမှာအဓိကတွေ့ရတာပါဆိုတော့ဒါကိုကျွန်တော်တို့ကတွေ့တဲ့အခါမှာဆိုရင်တကယ်လို့မှကျွန်တော်တို့ product ဒီဆေးတွေကိုမှာ microbial limitation မှာဒါမျိုးတွေ့ရဆိုရင်တော့ဆေးကို reject လုပ်ပါတယ်product ကို reject လုပ်တာမျိုးရှိပါတယ်ဒါပေမဲ့ဒီဥစ္စာကကျတော့ဂျားတွေက human ကြောင့်ဖြစ်တာလို့ကျွန်တော်ယူဆပါတယ် public health concern အနေနဲ့ဆိုရင်ဒါကျွန်တော်တို့က high risk ထဲမှာသွားထည့်ပါတယ်အဓိကတော့ကျွန်တော်တို့ကUTI ဖြစ်တာမျိုးရှိရယ်နောက် wound infection ပြီးတော့ ammonia ထုတ်တယ် Proteus က ammonia ထုတ်တာဖြစ်တဲ့အတွက်တော့သူတို့ကဒီ drug ရဲ့ stability ပြီးတော့ဆေးရဲ့ net drug order တို့ဒါမျိုးတွေကိုပြောင်းလဲမှုဖြစ်တဲ့အခါမှာဆေးရဲ့အာနိသင်မှာ effect အများကြီးသွားရှိတာဖြစ်တတ်ပါတယ် next please
ဒါတော့သူ့ရဲ့ black ကပေါ့ swimming အကြံပေးနေတဲ့ colony ရဲ့နောက်တစ်ခုကျတော့ McConkie ကပေါ့ colony ရဲ့ microscopic characteristic ရဲ့biochemical short subset တွေဖြစ်ပါတယ် next please နောက်တစ်ခုကတော့ salmonella species ပါ salmonella species ကတော့သူကကျတော့ဒီ fecal contamination တွေ raw material ဒါမှ water အဲ့ဒီမှာပါတယ် fecal contamination ကြောင့်ဖြစ်တတ်ပါတယ် risk အနေနဲ့ပြောရမယ်ဆိုရင်ဒါကတော့ critical risk ဒါမှမဟုတ် emergency အနေနဲ့ယူဆပါတယ်ပုံမှန်ဆိုတော့ဒါကျွန်တော်တို့ကဆေးမှာဒီတိုင်းတွေ့ရဆိုရင်တော့ဒီထုတ်တဲ့ product မှာဟိုကတွေ့ရဆိုရင်တော့ဒါကျွန်တော်တို့ကimmediate record လုပ်ဖို့လိုတယ်ပြီးတော့ကကျတော့ health authority WHO တို့ FDA တို့ကျွန်တော်တို့က report ချက်ချင်းလုပ်ရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကဒီလိုတွေ့ရအနေထားမှာ typhoid gastroenteritis နဲ့နော်ပြီးတော့ dose လေးနည်းနည်းလေးမှတွေ့ရဆိုရင်တော့မှသူက dangerous အနေတော်ရှိပြီးတော့မှခဏပြောတဲ့GE gastroenteritis ကိုဆိုးဆိုးဝါးဖြစ်စေတာကြောင့်ပါပဲ next please ဒါကတော့ black ကဘောကိုလိုနီရယ်မကွန်ခီကဘောကိုလိုနီနောက်တစ်ခုကကျတော့ဒီ biochemical research ရယ် microscopic characteristic တွေဖြစ်ပါတယ်ဟိုကကျတော့ Neisseria elongata ပါ Neisseria elongata ပုံမှန်ဆိုရင်တော့ဒါကျွန်တော်တို့ဒီတိုင်းတွေ့ရဆိုရင်သူက oral flora အုပ်စုထဲမှာပါပါတယ် oral flora အုပ်စုအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ကဒါကတော့ opportunistic ဖြစ်တယ် enterocolitis ဖြစ်တာတို့ဘာလို့ဆိုတာလဲရှားတယ်အဓိကတော့ respiratory droplet ကနေ contamination ဝင်တယ်လို့ယူဆပါတယ်လူတူ moderate risk ပါဒါပေမဲ့ opportunistic ဆိုတဲ့အချိန်မှာခဏ immune ကျနေသူတွေ vulnerable patient တွေမှာဆိုရင်တော့သူကတော့ infection ဆိုးဝါးဖြစ်စေနိုင်ပါတယ်ဒါကိုကြည့်ချင်အပြင်ကျွန်တော်တို့ကဘာသိနိုင်လဲဆိုတော့ဒီဆေးထဲတဲ့သူတွေကmask တို့ဘာလို့မသုံးတာ mask မသုံးတာထားလိုက်ပါဒါတိုင်းရောင်းရတယ်ထည့်ရတယ်ဆိုတဲ့အနေထားမှာသူတို့ကဒီဆေးတွေကိုထည့်ပေးတယ်ဆေးတွေကိုထည့်ပေးတဲ့အနေထားမှာဆိုရင်စကားပြောနေတာတို့ဘာလို့ဒါမျိုးတွေစကားပြောနေတာဒါကျွန်တော်တို့ Neisseria elongata တွေ့တာပါရှေ့ကတွေ့ခဲ့တဲ့အကောင့်တွေအဲ့လိုမျိုး infection တာတကယ်လို့ carrier ဖြစ်နေခဲ့မယ်ဆိုရင်တော့ဒါဒီဆေးကိုတောက်တဲ့သူမှာဆိုရင်ကျန်းမာရေးအခြေအနေပိုဆိုးတာတို့ဘာလို့ဖြစ်နိုင်ပါတယ် next please ဒါတော့ကျွန်တော်တို့ black ကဘောကိုလိုနီ yellow pigmentation ပေးနေတာအဲ့တော့ microscopic characteristic ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော် Moraxella catarrhalis ပါ Moraxella catarrhalis အနေနဲ့ကကျတော့ကျွန်တော်တို့အထက်ကတော့ respiratory flora ပေါ့ respiratory flora ထဲမှာရှိတယ်ဆိုပေမဲ့သူက human contamination ဝင်တယ်အဲ့ဒါကြောင့်တို့အဓိကပြောလို့ရတယ်အဓိကတော့ယောဂအနေနဲ့ကဘာဖြစ်စေလဲဆိုတော့ bronchitis လေးပြောနေလို့ရောင်းတာပြီးရင်နားထဲမှာရောင်းတာ otitis ဖြစ်တာ pneumonia ဖြစ်တာဆုပ်ရောင်တာမျိုးတွေရှိပါတယ်အဲ့ဒါကျတော့ handling လုပ်နေတဲ့အနေထားမှာဒီဘောနော်တခြားနေရာဆိုတာမျိုးချက်ဒီဂိုင်ထွေတဲ့လူကရဲ့ဒီကျွန်တော် slide ပါတော့ဒါမျိုးကစိမ့်မှာသွားပြီးတော့တက်ရောက်တယ်လို့ယူဆပါတယ်ဒါတော့ black ကဘောကိုလိုနီတွေဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒါကျွန်တော်short cell oxidas ရဲ့ microscopic characteristic ကိုပြထားတာဖြစ်ပါတယ် next please ဒါတော့ကျွန်တော်တို့ကshort set biochemical test တွေရဲ့ result တွေနဲ့အကောင့်တွေနဲ့ပြထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သုံးခဲ့တဲ့ test တွေပါ oxidase catalase coagulase ရဲ့ Simon citrate urease MRVB indoor modality ပြီးတော့ monitor ပြီးရင် positive negative တွေကိုခဏပြထားတဲ့ပုံစံကြီးဖြစ်ပါတယ်ဒါကတော့ကျွန်တော်အထုတ်ခေါက်တွေပြန်ပြီးတော့ရှင်းထားတာပါ
အဓိကတော့ဆေးတွေဆိုတာဖြစ်တဲ့အတွက်သူတို့ကအဓိကတော့starine ဖြစ်နေရမယ်အနေထားမျိုး starine ဆိုတာ fully starine မဟုတ်တော့ညာလဲပဲကျွန်တော်တို့ microbial limitation အရာဆိုရင်တော့ဒါဘယ်လောက်ပမာဏပဲပါတဲ့ဆိုတာရှိပါတယ်ဒါပေမဲ့ခဏတော့ကျွန်တော်ပြောသွားတဲ့ဟာတွေဆိုတချို့ဟာတွေဆိုရင် risk ကhigh risk ရှိတယ် low to moderate ရှိတယ် moderate ရှိတယ်ပြီးရင် critical ရှိတယ်ဒီလိုမျိုးတွေဖြစ်တာဖြစ်တဲ့အတွက်ဒီ pharmaceutical tablet တွေမှာ bacteria contamination ဝင်တဲ့ဟာတော့patient safety အတွက်ကအဓိကတော့ပို့ဆိုပါသူဖြင့်ခဏလို opportunistic ပသို့ခြင်းနေနောက်တစ်ခါကျတော့ toxic metabolites တွေခဏကျွန်တော်ပြောခဲ့သလို protease မှာ ammonia ထုတ်လို့ဆေးမှာရှိတဲ့သူ့ရဲ့ drug stability တို့ drug order အနံ့တို့ပြောင်းသွားတာမျိုးတွေရှိတဲ့အခါမှာဆေးရအာနိသင်မထိရောက်တာမျိုးဖြစ်မှာ infection တို့ဘာတို့ပါဆေးရသွားနိုင်တာရှိပါတယ်အဲ့တော့အခါကျတော့ကျွန်တော်တို့ကဒီဥစ္စာအဓိက raw materials တွေ water system တွေ personal တွေပြီးတော့ manufacturing environment တွေကိုကျွန်တော်တို့အဓိကတော့ control သိစားလုပ်ဖို့လိုပါတယ်နောက်တစ်ခုကကျတော့ hygiene ဒီဆေးတွေကို handling လုပ်တဲ့ staff တွေအနေနဲ့က hygiene ကိုအဓိက view site ဖို့လိုပါတယ် hygiene ကိုအဓိက view site ဖို့လိုတယ်ဆိုတော့သူတို့ဒီအဓိကတော့သူတို့ကိုင်ထွေပုံနဲ့ပတ်သက်ပြီးတဲ့အခါမှာခဏလိုမျိုးဆေးတွေထည့်နေတဲ့အခါမှာစကားပြောနေတာမျိုးတွေနောက်တစ်ခုကကျတော့ဒီလက်ကိုတောင်းမဆေးထားတာမျိုးတွေအဓိကတော့ဒီ skin wall flora တွေပါတယ်ဆိုတာဒါမျိုးလက်နဲ့သွားထိပြီးတော့ကင်လိုက်တာမျိုးတွေဒါတော့ကျွန်တော်လည်းတာမန်မျက်စိနဲ့မမြင်ရတာဖြစ်တော့ဒါတွေကအဓိက view site ဖို့လိုတာကြောင့်ဒါကျွန်တော်တို့အဓိကပြောချင်တာဖြစ်ပါတယ် next please ဒီလိုမျိုး poor handling ဖြစ်တဲ့အနေထားမှာဆိုရင်ကျွန်တော်တို့ကဒီဆေးတွေကိုအဲ့လိုမျိုးပြန်ပြီးတော့ဖြန့်ဝေတဲ့အနေထားမှာခဏကျွန်တော်တို့ပြခဲ့တဲ့အတိုင်းပါပဲကျွန်တော်တို့ဒါ9နေရာဆိုတဲ့နေရာမှာတချို့က license ရတဲ့နေရာတကယ်ဆေးဆိုင်ချို့နေရာကျတော့ license မရတာကိုထိတိုင်းပဲရက်ွက်ထဲမှာရောင်းနေဆေးဆိုင်ဒီလိုမျိုးတွေရှိပါတယ်ဆိုတော့ဒါကတော့မြန်မာပြည်မှာအားလုံးကလည်းအလွယ်ဝယ်တောင်းနေကြတဲ့ပုံစံတွေဒီလိုပဲသွားပါတယ်အဲ့တော့ခါကျတော့သူတို့ကဒီဆေးတွေကိုဂိုင်းထွေးတဲ့သူတွေအနေနဲ့ကတန်တန်ရှင်းရှင်းဖြစ်ဖို့လိုတယ်နောက်ခုခဏကျွန်တော်ပြောသွားတဲ့ဟာဆိုရင်necessary elongator ဆိုရင်သူကကျတော့ဒီစကားပြောနေတာ mask မသုံးနိုင်ဘူးဆိုရင် face mask တွေနောက် glove တွေသုံးဖို့လိုပါတယ်ဒါကတော့ဆေးကိုလက်နဲ့မဖြစ်မနေထိပြီးတော့မှကင်ရမယ်ဆိုတဲ့အနေထားမျိုးပါဒီလိုမျိုးတွေပါလုပ်ဖို့လိုတယ်လို့ဆိုလိုပါတယ်အဲ့တော့ခါကျတော့ကျွန်တော်တို့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့အကြံပေးချင်တာကျတော့အဓိကတော့ရောင်းတဲ့သူတွေပေါ့နော်ဆေးတွေကို store လုပ်တဲ့ပုံစံနေနောက်တစ်ခုကကျတော့ဒီ microbial contamination မဝင်အောင်ဘယ်လိုလုပ်မယ်ဝင်တဲ့ဟာကိုဘယ်လို short ချမယ်ဆိုတဲ့ဟာမျိုးတွေပါထည့်သွင်းစဉ်းစားဖို့လိုကြောင်း suggest လုပ်ချင်တာဖြစ်ပါတယ်မေးစရာမေးခွန်းများရှိပါလား အားလုံးပေါ့နော်ဆရာဒီနေ့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်မမေ့စင်ချစ်ပုံမှာတက်လာနော်ဆရာဒေါက်တာထွန်းနဲ့ဆရာဇေယျမင်းနိုင်ဆရာဒေါက်တာဇေယျမင်းနိုင်တို့ကျေးဇူးအများကြီးပဲတင်ပါတယ်မေကွန်မေးမဲ့လူတွေရှိလို့ရှိရင်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ဟိုလေကျမအရင်ဆုံးမေးချင်တာပေါ့နော်မေးချင်တယ်ဆိုတာလေဘာလဲဆိုတော့ဆရာရဲ့အဲ့ဒီ microbial contamination ဆရာကသုံးတဲ့စကားလုံးလို့တပူပေါ်မှာနှစ်ပူဆင့်တာပေါ့နော်ယောဂတစ်ခုဖြစ်နေလို့ဆေးတောက်ပါရဲဆိုတာမှယောဂမတက်တာပဲနဲ့နောက် infection တစ်ခုကထပ်ဝင်တာပေါ့နော်အဲ့ဒါလေအောက်ဆီဂျင်ပေးတဲ့စက်တွေမှာရောဒီ microbial contamination ရှိနိုင်လားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့ဒီတငယ်ချင်းတယောက်ဆိုရင်ဒီ cancer နဲ့မသိပဲနဲ့အသက်ရှူဆက်ပေါ့အသက်ရှူဆက်ပေါ့နော် ICU တွေကနေထွက်ပြီးတော့အောက်ဆီဂျင်ပေးတဲ့ဟာပေါ့ဟိုလူလဲဆွတ်ဒီလူလဲဆွတ်ကိုသူဆွတ်လိုက်ပြီးတော့အဲ့အဆုပ်မှာလေအဲ့လိုမျိုးတွားပြီးတော့ဝင်တာမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးရောဆရာတို့အနေနဲ့လှုပ်ထားတာရှိလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတို့ရဲ့အကြံပြုချက်ကလေးတွေသိကြပါရဆရာဟုတ်ကဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခေါ်တာကျတော့ ventilator associated pneumonia ရေပေါ့ဒါမျိုးကကြတော့ကျွန်တော်တွေ့တာတွေအများကြီးရှိပါတယ်သူဖြင့်ကကျွန်တော်ဒီ clinical မှာရှိရဲ့အချိန်မှာဆိုရင်တော့
အများကြီးတွေ့ရတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှလာတဲ့ဟာဆိုအဓိကလာတာပါဆို Pseudomonas တို့ဘာတို့တွေ့တာများတယ်ခဏပြောတဲ့ဥစ္စာဆရာမပြောတဲ့ဒီ oxygen ပေးတဲ့ဇက်တို့ဘာတို့မှာဆိုကျွန်တော်တို့ကအဓိကတော့ biofilm ထုတ်တဲ့အကောင့်တွေ biofilm ထုတ်တဲ့အကောင့်တွေနဲ့အဓိကတွေ့ရတယ်နောက်ပြီးတော့ aeruginosa ဆုံးတာအများစုက အင်း ဟုတ်ကဲ့ဗျ Pseudomonas aeruginosa လို့ aeruginosa biofilm ထုတ်တာဟာ အဲ့ဒါမျိုးတွေရှိတယ်ဟုတ်တချို့ကြတော့ဒီ immune ကြနေထားမှာဆိုခဏပြောသလိုပဲပေါ့နော်တာမန်အဲ့လို biofilm ထုတ်တဲ့အကောင့်မဟုတ်တခြားတာမန်အကောင့်ဝင်နေဆိုရင်တော့မှတချို့အကောင့်တွေဆိုရင်ကျွန်တော်တို့ဒီယောဂဗေဒဆရာမတယောက်ရှိတယ်သူဆိုရင်အဲ့လိုပဲကင်ဆာဖြစ်တာကင်ဆာဖြစ်တဲ့အခါမှာ तू ကဆေးနဲ့တက်တာတဲ့ဟာကိုလုံးဝ eradicate လုပ်ချင်တယ်လုံးဝဒီကင်ဆာချင်းလေးကိုပါဟိုလုပ်ချင်တဲ့အခါမှာဆေးတွေထပ်ပြီးတော့သုံးရတယ်ဆိုတော့ကုသမှုဆက်ပြီးတော့ခံယူတဲ့အနေထားမှာသူ့ immune ကတော်တော်မကောင်းအဲ့ဒီခါမှာသူ့စီကလာတဲ့ sample ကိုကျွန်တော်တို့ကဘောနော်သူ့ရဲ့ result ကိုကြည့်လိုက်တဲ့အခါမှာ sample ကိုစစ်ပြီးတော့ result ကိုကြည့်လိုက်တဲ့အခါမှာဒီတိုင်း environment မှာရိုးတွေ့ရတဲ့အကောင်တွေကပါသူ့မှာပတိုဂျင်သွားဖြစ်နေတာမျိုးတွေ့ရပါတယ်သူဆုံးတော့လေအဲ့ဒီ infection နဲ့ပဲဆုံးသွားတာမျိုးတွေ့ရပါတယ် ဟုတ်တယ် ဆိုတော့ ဟုတ်တယ် ခဏလို့ မတငယ်ချင်း immune ကြ လည်း နေတဲ့ အဲ့ အနေ ဆုံးတော့ဟုတ်တယ် immune ကြနေတဲ့အနေထားမှာဆိုရင်တော့ရိုး environment တွေကဖြစ်နေရင်တော့မှကျွန်တော်တို့ကဒါကတော့ serious infection ဖြစ်ပြီးတော့အသက်သေဆုံးတဲ့အထိကိုဖြစ်နိုင်ပါတယ်ဗျ ဟုတ်တယ်နော်တော်တော်သတိထားရမယ်နော်အဲ့ကျမတငယ်ချင်းကကင်ဆာနဲ့မတည်ပဲနဲ့အဲ့အောက်ဆီဂျင်ပေါ့နော်အဲ့ရှူတဲ့ဆီကနေအဆုတ်ထဲကို infection ဝင်ပြီးတော့တည်သွားတာနောက်ဆုံးကြတော့လေအဲ့ဒါမျိုးရှိရဆိုတော့အဲ့ဒါမျိုးတွေကြတော့ဆရာသူတို့မှလေဟို protocol တွေမရှိဘူးလားရင်အဲ့ဒါကိုတယောက်ကနေတယောက်နှာခေါင်းကနေနောက်တယောက်တက်တဲ့အခါမှာဘယ်လိုမျိုး sterilization လုပ်ရမယ်လို့ဘာလို့မရှိဘူးလားမသိဘူးနော်ဆေးရုံတွေမှာဆိုရင်ဟုတ် ဒါကတော့ဟိုသူတို့ဆေးရုံတစ်ခုနဲ့တစ်ခုပေါ့တော့အဲ့လိုမျိုးတော့ကွာတာမျိုးတော့ရှိလိမ့်မယ်တချို့ကြတော့ရှိတယ်သို့တော်လည်းပဲမလောက်တာမျိုးတွေပေါ့အဓိကတော့ reusable ဖြစ်တဲ့ပစ္စည်းတွေဆိုရင်သူတို့ ICU ထဲရောက်သွားတဲ့ patient ဆိုရင်တယောက်ပြီးနောက်တယောက်ပြီးနောက်တယောက်တယောက်ပြီးနောက်တယောက်အဲ့လိုမျိုးသွားတဲ့အခါမှာဆိုရင်ပစ္စည်းမလုံလောက်တာတို့ဒါမျိုးတွေရှိတဲ့အခါမှာဆိုရင်ဒီတိုင်းပဲအဲ့ဒါမျိုးပြန်တော့ပြီးလိုက်တာမျိုးလည်းရှိပါတယ်ဟုတ်တယ်အဲ့ဆိုရင်ကျမတို့တွေဆေးရုံတက်လို့ရှိရင်ဟိုဆိုင်ပါအရက်ပြန်နေပါယူသွားမလို့ဖြစ်နေနော်အဲ့လိုမျိုးဖြစ်နေရန်ကိုပဲဘုသူတရတယ်နောက်ပြီးတော့လဲဆရာအဲ့ဆေးရောင်းတဲ့အဲ့ pharmacy တွေကကြတော့သူတို့တွေကဟိုတာမန်လူရောင်းလို့ရလားအဲ့ pharmacist မှရောင်းလို့ရတာလားဘလို့လဲသူတို့တွေရောအဲ့လိုသင်တန်းတွေပါပေးတာရှိပါလားဆရာအဲ့ဒါသိကြပါလေဆရာဆေးရောင်းတာနဲ့ပတ်သက်တော့အဓိကတော့ကျွန်တော်တို့ဟိုသူများစီမှာဆိုရင်တော့ pharmacist ရောင်းတာမျိုးရှိတယ်ဒါပေမဲ့ဒီမှာကတော့ပွဲရတယ်ဒါနဲ့ပတ်သက်ပြီးတော့မှသင်တန်းတက်ဖို့လဲဆိုရင်သူတို့ကဆေးခန်း license ရှောက်ရပါတယ်ဆေးဆိုင် license ပေါ့နော်ဆေးဆိုင် license ရှောက်လိုက်တယ်ရှောက်ပြီးရင်ရသွားတယ်ဆိုရင်ရောင်းနိုင်မှုရှိတယ်ခဏကျွန်တော်တို့လောက်တာတဲ့ဒီ informal outlet တွေဆိုရင်ဒါသူတို့က license မရှိဘူးlicense မလျှောက်ဘူးဒီတိုင်းပဲအဆင်ပြေသလိုမျိုးဆက်ဆေးလို့ဘာလို့လို့ပဲအဆင်ပြေသလိုပဲရှောင်လိုက်တာမျိုးတွေလည်းရှိပါတယ်တချို့ကွန်းရဆိုင်တွေမှာဆိုကွန်းရရနေနဲ့ဟိုကျမတို့ငယ်ရလို့ကိုဒါနင်တစ်လုံးပေးပါအောင်ဆာဖာတစ်လုံးပေးပါအောင်ဆိုဆက်ကွန်းရရနေနဲ့ဟိုနှိုက်နဲ့ပြီးတော့ပေးလိုက်တာမျိုးတွေရှိရနော်အများကြီးပဲအဲ့ဒါတွေကတော်တော်လေးကိုသတိထားဒီဟာတွေကကျန်တဲ့လူတွေလည်းမေးခွန်းနေနဲ့ဆရာတို့ဒီဆေးလောကကနေပြီးတော့နော်ဆရာတို့တော့ဘက်တီးရီးယားတွေတော်တော်များများလောက်တာနော်အဲ့ဒါလေတော်တော်ပင်ပန်းခဲ့မှာပေါ့နော်အကောင်တွေမှအများကြီးပဲလောက်တာကျမတို့ biotech ကဆရာတွေကတော့သူတို့ကတကောင်နဲ့လေတကောင်နဲ့ကိုပဲသူတို့ကအမျိုးမျိုးပေါ့ဆရာတို့ကတော့အများကြီးပဲလောက်သွားတာနော်အဲ့လေးလည်းတွေ့ရတာဟိုဟာဖြစ်ပါတယ်လို့နော်ကျန်တဲ့ဆရာမတွေလည်းမေးခွန်းတွေမေးပြီးဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ရှိလားမသိဘူးနော်မေးပေးပါအောင်မေးခွန်းမရေမိကုန်းလေးတစ်ခုတော့ပြောချင်ပါမေးပါဟုတ်ဆရာတို့ပြောသွားတာလေပညာတွေအများကြီးရပါတယ်ဆရာ
အခုဆရာတို့ပြောရတဲ့အတွက်ကို contamination ဖြစ်တာတွေကိုကြည့်ရခါကြလို့ရှိရင်ဒီများသောအားဖြင့်ကျမတို့ဆေးဆိုင်တွေမှာဝယ်တဲ့ခါကြတော့ခါတိုင်းဆိုရင်တော့ရိုးရိုးသတိမထားမိဘူးနော်ဆရာ contamination ကို left hand လောက်မှပဲကိုယ်သတိထားမိရဒီမှာကျတော့ဆရာတို့ဒီလို research တွေထားတဲ့ခါကြတော့ဆေးဝယ်တဲ့နေရာမှာရောင်းတဲ့နေရာမှာအများကြီးသတိထားဖို့တွေတွေ့လာတယ်ပေါ့နော်ဆရာအထူးသဖြင့်တော့ကျမတို့ဆေးကိုဝယ်တဲ့ခါကြလို့ရှိရင်ပတ်စံပေးလိုက်ဝယ်လိုက်စကားပြောလိုက်ပေါ့နော်ဝယ်တဲ့လူတွေများတယ်ဆိုရင်ရောင်းတဲ့သူကလည်းများတော့စကားများများပြောတဲ့အခါ contamination ကလည်းများများဖြစ်နိုင်ရရှိတာကိုတွေ့ရပါတယ်ဆရာအထူးသဖြင့်တော့ဈေးမှာရှိတဲ့ဆေးဆိုင်နဲ့ဆေးဆိုင်ဒီလိုကြီးတွေပါတွေမှာရောင်းတဲ့ဆေးဆိုင်တွေအဲ့မှာနေ contamination ကတော်တော်ပွာသွားမယ်လို့ထင်ပါတယ်နော်ဆရာ ဟုတ်ကဲ့ဗျသူတို့ကဆေးထည့်တဲ့အခါမှာဆိုရင်တချို့ကြတော့လက်ထဲမှာတွေကိုထည့်လိုက်တယ်တချို့ကကြတော့ဒီ tray ကျွန်တော် tray ရှိရ steel tray လေးပေါ်မှာပဲထည့်လိုက်တယ်အဲ့လိုထည့်တဲ့အခါမှာsteel tray ကတစ်ခါလေးချိုင်းတင်ကျင်တဲ့နေရာတင်တယ်ဖုန်နေလဲတက်ရင်တက်တယ်ဆိုတော့ဒါကလည်းဘူးတွေကနေမဖြစ်မနေထည့်ရမယ်စေးကတ်နဲ့မဝယ်ရအောင်ဆိုရင်တော့တနိုင်များအကောင်းဆုံးတော့ဘူးဖွင့်ပြီးတော့မှထည့်တဲ့အခါကျရင်အိတ်ထဲကိုဘူးတွေကနေပြီးတော့ဓာတ်ရိုက်လောင်းထည့်ပြီးတော့ရီးတယ်ဆိုလဲကျွန်တော်တို့ကဒီအိတ်ထဲမှာပဲရီလိုက်တာပို့ပြီးတော့အဆင်ပြေပါတယ်ခဏလို tray ပေါ်ချပြီးတော့မှစေးလုံးကြီးဘယ်လောက်ဆိုလက်နဲ့ပြန်ရီတော့အပြင်မှာ contact တိုင်းမှာပို့ကြလေဒီ infection ကဒီ bacteria contamination ဖြစ်ဖို့ risk ကပိုများလေဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာဟုတ်ကဲ့ဗျကျေးဇူးအများကြီးတင်ပါတယ်ဖြည့်ပေးတာဆရာကျန်တဲ့လူတွေလည်းဆွေးနွေးပေးပါအောင်နော်သိကြနာရှင်မေးပါလို့နောက်တစ်ခုကတော့လေဆရာကျမတို့အခုပေါ့ဒီအမားတို့ကလည်းစိုက်ပျိုးရေးလုပ်နေတဲ့ခါကျတော့ကျမဆိုလို့ရှိရင်အရင်တော့ဆရာဒီ medical ပြီးတဲ့မှာလုပ်ပါတယ်ဆရာပြီးတော့စိုက်ပျိုးရေးဘက်မှာလည်းလုပ်တဲ့ခါကျတော့ဘာတော့တွေ့လဲဆိုရင်တစ်ခါတလေကြောက်လို့ရှိရင်ဒီ agree ဘက်ကဒီပစ္စည်းရပေါ့နော်ဥပမာ bacillus subtilis တို့နောက်ကဒီပေါ့တချို့ pseudomonas တို့ပါလို့ဒါဆိုလို့ရှိရင်သူကဒီအပင်တွေအတွက်ကိုကောင်းနေဆိုပြီးတော့တချို့ကျတော့ဝေကြရပေါ့နော်ဆရာဝယ်တဲ့ခါကျရင်နောက် bacillus cereus တို့လည်းဆရာအဲ့လိုပဲfood contamination အများကြီးဖြစ်စေတဲ့ကောင်းတယ်တချို့ဟာတွေဆိုလို့ရှိရင်ကျမတို့ကလက်ထဲရောက်လာတဲ့ခါကျရင်ပြောကြည့်ရပေါ့နော်ကိုက pathogen လားဒါမှမဟုတ်လို့ရှိရင်သူတို့ဝယ်လိုက်တဲ့ strain ဟာဒီ fertilizer အတွက်ကိုသုံးလို့ရတဲ့ဟာလားပေါ့နော်ဆရာအဲ့လိုမျိုးတော့ကျမတို့ပြင်ပြီးတော့ဆက်ရပါတယ်ဆရာအဲ့လိုမျိုးကြီးအဲ့တော့အဲ့ဒီဘက်ကကျတော့လေဘယ်လိုပြောလဲဆရာဒီဘက်ကကောင်းနေဆိုတဲ့အတိုင်းဝယ်တဲ့အခါမှာဒီဘက်မှလည်းတွားပြီးတော့ဒီကျမကြီးဘက်မှာလည်းတွားပြီးတော့ရှိတာရှိတယ်ပေါ့နော်ဆရာအဲ့ဒါလေးတော့ပြောချင်ပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျအဲ့ဒီဆရာခုနကပြောရဲလေaeruginosa ဆိုလို့ရှိရင်အဲ့လိုမျိုး pseudomonas aeruginosa ဆိုရင်သူက pathogenic เนาะဟုတ်တယ်เนาะဆရာတွေ့ရလေသူက swine နဲ့မှရှိရအဲ့ဒါလေဒါအဲ့ဒါကျတော့ environmental point of view မှာကျတော့သူကစာပေါ့အနံ့ပေါ့လေအနံ့တွေကိုပျောက်စေတဲ့သူကbeneficial microbe ဖြစ်သွားတာပေါ့ဒါလေးတွေအတွေ့အကြုံဖလှယ်တာပေါ့နော်အဲ့ aeruginosa တို့နောက် pseudomonas group တွေကကျမတို့ environment ဘက်ကနေကြည့်ရဆိုရင်ဥမာ putida ဆိုရင် pseudomonas putida ဆိုရင် wild spray တွေရှင်းပေးတာလေပင်လယ်ထဲမှာဒီရေနံတွေဖိတ်တယ်ဆိုရင် putida နဲ့ရှင်းတာပေါ့ putida ကဒီ wine တွေကို degrade လုပ်ပေးနိုင်တယ်ပေါ့ဆို aeruginosa ဆိုလို့ရှိရင်ဆရာတို့ကပြောသလိုပဲ swine တို့နော်သူကဗျောင်းပုတ်ထဲတို့အဲ့လိုမျိုးရေတို့အဲ့ဒါမျိုးပေါ့နော်ဒီဆေးရောင်းတဲ့လူကနေပြီးတော့ဆေးရောင်းတဲ့လူကအဲ့ကနေပြီးတော့လက်တွေပိုင်းမဆေးပဲနဲ့တခါကောက်ထည့်ပေးလိုက်တယ်ဆိုရင်တော့အဲ့ဒါတွေပါလာမှာပေါ့နော်အဲ့ဒီဟာကြတော့ environment ဘက်ကကြည့်တဲ့အခါကျတော့သူ့ကိုသူကအနံ့နေပါလေဆိုလို့ရှိရင်ပုတ်တဲ့အနံ့နေပါအနံ့ဆိုးပြောက်တဲ့ဥစ္စာကိုသူကထုတ်တယ်အဲ့လိုမျိုးခုနက biofilm လဲပါတဲ့အတွက်သူ့ရဲ့ဟိုဟာတွေကလည်းကြာတယ်သူ့ရဲ့လေshelf life တွေပါတွေကလည်းတော်တော်ကြာတယ်အဲ့ဒါမျိုးတော့ဒါအတွေ့အကြုံဖလှယ်တာပေါ့နော် medical နဲ့ environmental နဲ့ဟုတ်ကဲ့ဆရာစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီတော့ကျမတို့ရဲ့နေ့စဉ် daily life မှာဆောင်ရန်နေရ
အများကြီးပဲเนาะကျမတို့လူမျိုးတွေကလည်းလက်နဲ့ကင်တဲ့အကျင့်တွေကတအားရှိရเนาะဘာပဲဖြစ်ဖြစ်လေပြီးတော့ကျမတို့ကပဲအင်မြူတွေရနေရလားမသိဘူးမြန်မာနိုင်ငံလူတွေအဲ့လိုလည်းဖြစ်ရင်ဖြစ် ဟုတ်မယ်ဗျာ ဟုတ်မယ်နော် တချို့အားတွေကကျတော့ကျွန်တော်တို့ခဏ elongator တို့ဘာလို့ဆိုရင်ဒီတိုင်းဆိုရင်တော့သူက environment မှာတွေ့ရတဲ့ဟာမျိုးတွေရှိမယ်ကျွန်တော်အဲ့လိုမျိုးပေါ့ clinical မှာအဓိကကတော့microbiologist ကဘာလို့လဲဆိုတော့သူ့လာတဲ့ကောင်ဒါကတော့ flora တသက်ပဲလား contamination လားဒါမှမဟုတ် colonizer လားဒါမှမဟုတ် pathogen လားဒီဟာ interpret လုပ်ရတယ်ပေါ့နော် interpret လုပ်ရတဲ့အခါမှာတစ်ခါလေကြာရင်ခဏလိုမျိုးအကောင့်တွေပါလာရင်ရောဒါက pathogen အနေနဲ့ယူရမလားဆိုတာမျိုးဒါကျွန်တော်တို့မကြာခဏမေးခံတက်တဲ့မေးခွန်းတစ်ခုထဲမှာပါတယ်ပေါ့နော်အဲ့ဒီအဖြေတစ်ခုပါတာတစ်ခါ share လုပ်ချင်ပါအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ Neisseria canoe ဘာလို့ဆိုရင်ကျွန်တော်တို့Neisseria canoe ဘာလို့အဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကနေပြီးတော့မှကြည့်တဲ့အခါမှာဆိုရင်အဲ့မှာကျွန်တော်တို့ thalassemia ပေါ့လာတဲ့ဟာ sample မှာ vagina တို့ဘာတို့ကနေပြီးတော့မှ swab ယူလာတဲ့ဟာဆိုရင် thalassemia ကြည့်ရယ် slide ပေါ်မှာတင်နေ stain ဆိုပြီးတော့ကြည့်တဲ့အခါမှာကျွန်တော်တို့အဓိကဘာကြည့်လဲဆိုတော့သူတို့ကဒီ polymorphonuclear cell ထဲမှာဒီ bacteria တွေကရှိနေသလားဒါကိုကျွန်တော်အဓိကကြည့်တယ်အဲ့လိုမျိုးရှိနေတယ်ဆိုမှ intracellular လို့ခေါ်တာပေါ့အဲ့လိုရှိနေတယ်ဆိုကျွန်တော်တို့ကဘာတစ်ခုသိရလဲဆိုဒါဟာ immune ကဒီ bacteria ကိုတိုက်ခိုက်နေပြီလို့ယူဆလို့ရတယ် immune က bacteria ကိုတိုက်ခိုက်နေပြီဆိုတာခန္ဓာကိုယ်အနေနဲ့ immune အနေနဲ့ကြည့်မယ်ဆိုဒါကို pathogen အနေနဲ့ယူဆရတယ်ဆိုတော့အဲ့လိုမျိုး finding မျိုးသာတွေ့ခဲ့မယ်လူနာမှာလည်းဒီဥစ္စာနဲ့ပတ်သက်တဲ့ sign and symptom တွေရှိမယ်ခဏလိုမျိုး environmental strain ပဲဖြစ်နေပါစေအောင်เนาะပုံမှန်ဆိုရင်ကျွန်တော်တို့က contamination အနေနဲ့ယူဆတဲ့ micrococcus luteus ပဲဖြစ်နေအောင်ပါစေအောင်เนาะခဏလို intracellular မှာပါတွေ့တယ်ပြင် sign and symptom လည်းရှိတယ်ဆိုဒါကိုကျွန်တော်တို့က pathogen အနေနဲ့ interpret လုပ်ပြီးတော့ထုတ်ပေးတာမျိုးရှိပါတယ်ဆိုတော့ဒါက immune ဘက်ကလည်းကျွန်တော်တို့ကဒီ clinical မှာဆိုရင်တော့ immune ဘက်ကလည်းချက်ပြန်ကြည့်ပြီးတော့မှ interpret လုပ်တာမျိုးတွေရှိပါတယ်ဒါတော့မကြာခဏမေးခံတယ်လို့ sharing လုပ်ပေးတာ ဟုတ်ကဲ့တခါကကြာရင်clinical မှာ high risk မဖြစ်ပေမဲ့လို့လူက immune ကကျနေတဲ့ချိန်ကျရင်ပေါ့နော်ယောဂဖြစ်ချင်ဖြစ်သွားနိုင်တာပေါ့နော်အဲ့လိုတဘောအဲ့လိုပြောချင်တာလားဆရာဟုတ်ကဲ့ဟုတ်တယ်ဗျအဓိကတော့လူနာဘက်ကအခြေအနေပေါ့ကျွန်တော်တို့ကဒီဥစ္စာကြည့်တဲ့အခါမှာpathogen ရယ် immune ရယ် host ရယ်ဒီ interaction 3ခုကကြည့်ပြီးတဲ့အခါမှာ interpret လုပ်ရတာပေါ့ဒါက pathogen ဖြစ်နေတယ်ဆိုတိုင်းဒါမှမဟုတ်တာမန် environment မှာတွေ့ရတဲ့ဟာဒီမှာ lab ထဲမှာတွင် contamination အနေနဲ့ပဲယူဆတယ်ဆိုပြီးကျွန်တော်တို့က host ဘက်က immune point of view ကပြန်ကြည့်တဲ့အခါကျရင်ဒါကြီးက pathogen ဖြစ်ကောင်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါကတော့3 dimension ပေါ့3ဖက်မြင်အနေနဲ့ကြည့်ရတာမျိုးရှိပါတယ်နော်အဲ့ဒါမျိုးတွေစိတ်ဝင်စားဖို့တော်တော်ကောင်းပါတယ်substance တို့ဘာလို့ကြာရင်ကျတော့ probiotic တို့ဘာလို့ group ထဲတောင်ရောက်သွားနော် bacillus subtilis လေနော်ဟုတ်တယ်မလား probiotic bacteria တွေမှာတော့မှသူပါသွားတယ်ဆိုတော့တချို့တွေကတော့ဒီဆေးတွေဘာတွေမှာကျမတို့စိုက်ပျိုးရေးမှာတော့ဆေးဆိုင်ဖွင့်တဲ့လူတွေကအဲ့လိုသင်တန်းတွေပဲတဲ့ရတာပေါ့နော်အဲ့ဒီဘက်မှာလည်းအဲ့လိုမျိုးပေါ့နော်ဒီ help ဘယ်လိုပြောမလဲကျမ်းမာရေးပေါ့ကျမ်းမာရေးပညာပေးတဲ့လူကလည်းဆေးဆိုင်ရောင်းတဲ့လူတွေကိုနော်အဲ့လိုပညာပေးနိုင်လည်းမဆိုးပေါ့နော်တကယ်လို့သူတို့ရဲ့ဒီ handling ကြောင့်ဖြစ်တာတွေကတကယ်တော့အရန်ကိုပဲလေဖြန့်ဝေသလိုဖြစ်နေတာပေါ့နော်ခုနကလို့တပူပေါ်နှစ်ပူဆက်တဲ့ကိစ္စတွေဖြစ်နေလို့ရှင်သူတို့မှတာဝန်ရှိရလေနော်ဆေးရည်နေနဲ့ဟတ်ချီလောက်လိုက်တဲ့ခါကျရင်ဘာပဲပြော TB ပိုးတွေဖိုက်ပါသွားနိုင်တယ်နောက်ဝမ်းယောဂပိုးတွေဝမ်းကိုက်ပိုးတွေအများကြီးပဲပါသွားနိုင်တာပေါ့နော်ခုဒါဆရာတို့တွေ့တဲ့ထဲမှာဆိုရင်တော့အဲ့ဝမ်းကိုက်ပိုးတို့ဘာလို့တော့မတွေ့ဘူးနော်အဲ့ထဲမှာလေမတွေ့ဘူးပေါ့နော်တွေ့လားမတွေ့ဘူးနော်အဲ့ဒါကြီးပါဟုတ်ဆက်salmonella နဲ့ E. coli salmonella တွေ့ရနော် salmonella တွေ့ရနော်တွေ့ရဗျ GE ဟုတ်တယ် salmonella နော်shigella တော့မတွေ့ဘူးနော် salmonella တွေ့ရနော်မတွေ့ဘူးsalmonella တို့ဘာလို့တွေပါတယ်ဆိုရင် salmonella ကလည်းတကယ်ကြောက်စရာကြီးလေအဲ့ဒါဆိုရင်ဒါသူတို့ကိုလည်းအဲ့လိုမျိုး action ယူတဲ့ဥပဒေမျိုးတွေနောက်ပြည်သူ့ကျန်းမာရေးတို့ဘာလို့မှသူတို့တင်နန်းပေးတာတို့ဘာလို့နော်တေးသေးချာချာလေးဒီ gain handling မှာအဲ့ဒါမျိုးလုပ်တယ်ဆိုရင်ပိုကောင်းမှာပေါ့နော်အဲ့ဒါမျိုး
အဲ့ဒါလေး အ လုပ် ဓိ ပြီး က မှ တော့ ဟုတ် နောက်ထပ် ကျွန် ပေါ့ တော်တို့က ဒီ research မှာကျွန်တော်တို့လုပ်လိုက်တဲ့အခါမှာကျွန်တော်ကဒီမှာကဘာလဲဆိုတော့ဖြုတ်ရင်းဖြုတ်နေကျွန်တော် ASC ကိုဖြုတ်ပြီးသွားတာပေါ့နော် ASC ဆိုတာ antimicrobial sensitivity test center ဟာကျွန်တော်တို့ဖြုတ်လိုက်တယ်ပေါ့အရင်ကြာမှာဆိုနောက်ပြီးတော့ဟိုအရင်ကြည့်လို့ကျွန်တော်တို့ဖြုတ်လိုက်တော့ပေါ့အဲ့ဒီခါမှာအခုပြောချင်တာကဘာလဲဆိုတော့ဒီ antibiotic တွေပေါ့ antibiotic တွေကိုဟိုလိုမျိုးပေါ့ဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့ဒီလိုမျိုးလက်လို့စပယ်ဝင်တောက်တယ်ပေါ့နော်အဲ့ဒါလေးကို short တက်တယ်ပေါ့နော်ပုံမှန်ဖြစ်လိုက် azithromycin လိုမျိုးပေါ့ကျွန်တော်တို့ဒီမှာတွေ့လိုက်တဲ့ခါမှာကျွန်တော်တို့ရဲ့အခုဒီစမ်းလိုက်တဲ့ result တွေအရဆိုရင်ကျွန်တော်တို့ဒီ coagulate negative staphylococcal species ပေါ့ Streptococcus dermatitis လို့မျိုးပေါ့အဲ့လိုဟာမျိုးကသူကဘာ azithromycin မှာ resistant ပေးနေတာကျွန်တော်တို့ကနောက်ပိုင်းမှာတွေ့ခက်ဆက်စိတ်တွေ့ကျွန်တော်အဲ့ဒီဟာကိုကျွန်တော်9လောက်စမ်းတာကိုကျွန်တော်မှာ3ကောက်ကကျွန်တော်ဒီ resistant ပေးတာပေါ့ကျန်တဲ့2ခေါက်ကျွန်တော် intermediate ပေးနေတဲ့အချိန်ပေါ့ဥပမာအဖြစ်ဒီလိုမျိုးပေါ့နော်ဒီ antibiotic တွေကိုတမျိုးစီးစနစ်တကျတောက်ဖို့လည်းကျွန်တော်တို့ကအဓိကပြောချင်တာပေါ့ဘာဖြစ်လို့လဲဆိုတော့စီးရင်ပါယောဂနောက်ပိုင်းဖြစ်လာမှာဆိုလို့အဲ့ဒါကိုလည်းရည်ရွယ်ပြီးတော့ပြောချင်းဖြစ်ပါတယ် อืมအဲ့ဒီမှာဟိုတလောอ่ะပေါ့ဟိုတလောဆိုတာတော်တော်ကြာပါပြီအဲ့ဆရာကြီးဒေါက်တာခင်မောင်လွင်လေဖိမတော့မဟုတ်ဘူးအဲ့ဆရာဒေါက်တာခင်မောင်လွင်နဲ့တွေ့တော့ဆရာနဲ့လေးရင်ပေါ်မှာတွေ့တော့ဆရာကတော့မှပြောပြသေးတယ်အဲ့ဆေးရုံတို့ဘာလို့တဝိုက်ကအဲ့အကောင်နေဆိုလို့ရှိရင် तू က drug resistant ကိုရနေတာလို့ပြောတာဟုတ်အဲ့ဒါဟုတ်လားမသိဆေးရုံနာတဝိုက်ကလေမြောင်းတို့ဘာလို့မှရှိရဲ့အဲ့နားတွေမှာ microbe တွေဆိုလို့ရှိရင်တော့တော်တော်လေးဟိုတဲ့ဟိုသူတို့ကတော်တော်ဆေးမတိုးတော့ဘူးပေါ့နော်ဆရာအဲ့လိုမျိုးသူပြောတာကျွန်မကြားလိုက်မိဘူးလေအဲ့တော့ ဟုတ်ပါတယ်အဲ့ဒါကြောင့်လေကျွန်တော်တို့ကဒီ science research တို့ဘာလို့မှလုပ်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကဒီဟို antibiotic ထည့်တာလေးရှိတာပေါ့ဥပမာအဖြစ်ဒီ fungus ကိုပွေးလို့ရှိရင် antibiotic တွေပါထည့်ကြတော့များသောအားဖြင့်ကဒီ tetracycline တို့ဘာလို့လိုမျိုးထည့်လာတော့ကိစ္စမရှိဘူးပေါ့နော်ဒီ gentamicin တို့ဘာလို့လိုမျိုး ကျမတို့ group တွေနည်းနည်းနားထောင်လိုက်ပါကျမတို့ group က gender တွေသုံးတာလေ gentamicin တွေသုံးတာဒေါက်ခင်မို့မို့တို့နော်ဟို trichoderma မိုးရင် gentamicin သုံးတာဆရာအဲ့ဒါအကြံပြုထားတယ်မသုံးစေချင်ဘူးတဲ့ဆရာပြောပါဆရာဟုတ် ကျွန်တော်တို့ကဒီဟာတွေကိုတွားပြီးတော့ဒီလိုမျိုးပေါ့ဥပမာပြကျွန်တော်ဟိုတလောကကျွန်တော် fungus လောက်တဲ့ခါမှာကျွန်တော်ကဘာသုံးလဲဆိုတော့ tetracycline လောက်ပဲသုံးတယ်ပေါ့ tetracycline လောက်ပဲသုံးတဲ့ခါကျတော့ဒီ tetracycline အုပ်စုကတချို့ bacteria တွေကနားတော့ပြ resistant ရပြီးတော့တချို့ရမရလို့ရှိတယ် amoxicillin မျိုးamoxicillin တို့ဘာလို့ဒါမျိုးတွေသုံးလို့ရတာပေါ့နော်ဒီ gentamicin တို့ vancomycin တို့ဒီ levofloxacin တို့ဘာလို့ဒါတွေကိုကျွန်တော်တို့ကဒီ research လုပ်တဲ့ခါမှာကျွန်တော်တို့ကဒီ anti bacteria ဟိုလိုမျိုးပေါ့ဒီ fungus ကိုဒီ bacteria တက်ဖို့အတွက်ကိုကျွန်တော်တို့ဒီဟာတွေထည့်မသုံးစေချင်ဘူးဘာလို့လဲဆိုတော့နောက်ပိုင်းဒီ marrow တို့ဘာလို့လောက်ထိပါကျွန်တော်တို့ကဒီစိတ်ပူလာတဲ့အနေဒါမျိုးဖြစ်လာတယ်ဆိုတော့လေအားဟာလေးတွေကိုလည်း short စေချင်တယ်ပေါ့ဥပမာဖြစ် gentle တို့ဘာလို့ကျွန်တော်တို့မသုံးစေချင်ဘူးပုံမှန်အားဖြင့်ကျွန်တော်တို့ကဒီ antibiotic ဆိုရင်ကျွန်တော်တို့ဒီ tetracycline တို့ဒီ chlorphenid တို့နောက်ပြီးတော့ဟိုဟာဒီ cefalexin အုပ်စုတွေဒါလေးတွေနည်းနည်းလေးပဲပေါ့ဥမာဖြစ်ကိုတုံးတဲ့ခါကျလို့ရှိရင်လည်းဟိုအများကြီးမဟုတ်ပဲဒီနားကလော်တဲ့အတန်လေးနဲ့ပေးလေး trace လေးလောက်ပဲကျွန်တော်နည်းနည်းလောက်ပဲထည့်တာမျိုးပေါ့အဲ့ဒါလည်းလိုအပ်မှပဲသုံးဖို့ပေါ့နောက်ပြီးတော့ဒီဘက်တီးရီးယားမွေးတဲ့ခါကျလို့ရှိရင်ထည့်တဲ့ nestatin လို့ဟာမျိုးတွေဒါမျိုးလေးတွေကို short သုံးသေးချင်တာပေါ့ကျွန်တော်ဟုတ်အဲ့ဒါဆိုရင်ဆရာ तू က capsule ကိုထည့်ရမလားအဲ့ bacteria ကိုဟိုနင်းဖြစ်အောင်ဟိုမပေါက်အောင်လို့လေcapsule ကဥစ္စာကိုနှစ်ခါကလောလောက်ပဲ1 liter ကိုထည့်ရမှာလားအဲ့ဒါလေး dose လေးပြောပြပါဆရာdose ကသူကကြာ dose ကသူက trace လေးပဲပေါ့နော်နည်းနည်းလေးပဲချိန်ထည့်ရမှာပေါ့အဲ့ဒီ capsule လေးကိုကျွန်တော်တို့ကဖွင့်ပြီးလို့ရှိရင်အဲ့ဒီဖွင့်ပြီးတဲ့ဟာကိုကျွန်တော်တို့ကနည်းနည်းလေးကြာအောင်လောက်ပေါ့ဥပမာပြကျွန်တော်တို့ဆိုရင်ဆရာစီတောင်တိမလားမသိကျွန်တော်ဖြော်တဲ့ဟာဆို1ဟို500 ml ဆိုရင်ကျွန်တော် A ကပြောလို့ရှိရင်ကျွန်တော်ကအဲ့ဒီနဖာကလော်လေးနဲ့ကျွန်တော်ဟိုလောက်ထည့်တယ်ပါနော်နည်းနည်းဟို2ကလောလောက်ပဲကျွန်တော်ထည့်တယ်ညာတော့ပြကျွန်တော်2ကလောစာပဲကျွန်တော်ထည့်တယ်ပေါ့နော်ဟုတ်အဲ့ဒါဆရာ fungus မွေးတော့ပေါ့နော်ဟုတ်အဲ့ဒါတကယ်မပေါက်ဖဲနေလားဘက်တီးရီးယားမပေါက်ဘူးလားအဲ့လောက်ထည့်တယ်
ဟုတ်မပေါက်ဘူးဟုတ်မပေါက်ပါဘူးဟုတ် อ๋อ အမခံပါလား ကျမတို့လည်းစမ်းကြည့်ရဘာလို့လဲဆိုတော့မမိုးတို့လည်းမှတ်ထားတယ်ဗျ gender တွေတိတ်မတုံးနဲ့တဲ့ gender mindset လေ ဟုတ်ကဲ့ပါဆရာမ ဆရာမ ဟုတ်ကဲ့ လည်း ဆရာ ဟို မ ဟာဒါကျေးဇူးပါဆရာကျမဆိုရင်အဲ့ဒီဟိုထိုးစေးတောင် proud ဆိုတစ်ခုလောက်ထည့်ချပလိုက်တာလေအဲ့ဒါဆိုရင်ခုနကလိုမျိုးပေါ့နော်ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့ bacteria တွေက super တွေဖြစ်လာမှာပေါ့နော် super တွေပေါ့ drug resistant super bacteria တွေဖြစ်လာနိုင်တာပေါ့ဆေးရုံတစ်ဝိုက်မှာတော့အဲ့လိုသဘောမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုကြားတာအဲ့လိုဆေးရုံတစ်ဝိုက်မှာဖြစ်တယ်နောက်ဒါကတော့ဟို E. coli တို့ဘာလို့ကြတော့ကျမတို့ရဲ့အဲ့နန်နန်ပင်တို့ပူစီနန်တို့တွေပါတော့အဲ့ဒါတွေလည်းသတိထားမြေကြီးနဲ့နည်းနည်းကတ်တဲ့ဟာတွေမှာ E. coli တို့အဲ့ဒီဟိုဆယ်မိုနယ်လာတို့ဘာလို့ကတော့ရှိတယ် E. coli နဲ့ဆယ်မိုနယ်လာတို့အဲ့နန်နန်ပင်တွေအဲ့ဟိုစာတွေကတ်တဲ့ဟာအဲ့ဒါတွေမှာတော့တော်တော်များများရှိတယ်ဟုတ်ကဲ့ပါကျန်တဲ့လူတွေရောဆွေးနွေးစရာရှိပါသေး ခဏ လားဟုတ်ကဲ့ ဟုတ်ဆရာခဏဆရာမကြီးပြောတဲ့ဟာဆိုကျွန်တော်ဒါ experience တစ်ခုရပါတယ်ဆို ဟုတ်ကဲ့ ကျွန်တော်အဖွားတစ်ယောက်ကသူက ဟုတ် ချော် ကဲ့ လဲပြီးတော့ဒူးမကောင်းတာချော်လဲပြီးတော့ဒူးရိုးချိုးသွားတဲ့ဟာကိုကျွန်တော်တို့ကစတီယိုပြန်ထည့်တာ ဟော အဲ့ဒါအယိုးဆရာဝန်တွေကနေပြီးတော့အော်တိုဆရာတွေကနေပြီးတော့သူစတီယိုထည့်တဲ့အခါမှာအဲ့ဒီမှာပြည်တို့ဘာကိုထွက်ပြီးတော့နည်းနည်း complication ဝင်တာပေါ့နောက်ဆက်တွဲအဆင်မပြေတာလေးဖြစ်တော့အဲ့မှာထွက်တဲ့ pass ကိုကျွန်တော်စစ်တဲ့အခါမှာ meropenem resistant ရတယ်တကယ် meropenem ဆိုတာသူ့သားဆရာဝန်မယ်အဲ့ဒီကျွန်တော်ဦးလေးဆိုရင်လေဒီဟာကိုသူက meropenem လုံးဝမတုံးသူ့အမေကလည်းသူပဲကုတာသူ့အမေကအသက်ကအခုဆိုရင်အဲ့အဖွား80ကျော်ပြီအဲ့ဒါကိုသူပဲကုတာ meropenem ကိုသူလုံးဝမတုံးဒါပေမဲ့ဆေးရုံတက်ပြီးတဲ့အခါမှာအဲ့မှာ complication ဝင်လို့မှာ pass ထွက်တဲ့ဟာကိုဆက်လိုက်တော့ meropenem resistant ရတယ် ဩ အဲ့ဒါမျိုးလည်းရှိတယ်ဗျဆိုတော့ဆေးရုံသွားတဲ့ခါကျရင်တစ်ခါလေကြာရင်ဟာငါဒီဆေးမသုံးပါဘူးဒါပေမဲ့ဒီဆေးနဲ့မတူစားဆေးရုံကအကောင်ကဒီဆေးကို resistant ရနေရမျိုးရှိတယ် ဟုတ်တယ်ဆေးရုံကတကယ်ကိုစူပါတွေဖြစ်နေရနော်သူတို့တွေကလေဒါကြောင့်လို့ဆေးရုံမှာတော်တော်ကြီးဆိုင်ရဆေးရုံကအကောင်တွေကသူကဆေးတွေရင်နေရလေနော်ဆေးတွေရင်ပြီးတော့စူပါမိုက်ခရုပ်တွေဖြစ်နေရအဲ့ဒါမျိုးဟောအဲ့ဒါမျိုးကတော်တော်သတိထားအဲ့ဆိုလို့ရှိရင်ဆေးတွေပါဝယ်တယ်ဆိုရင်အဲ့ဆေးရုံနာတစ်ဝိုက်ကဆေးဆိုင်တွေကဆိုရင်တော့မှပဲเนาะအဲ့ဒါပါနိုင်ခြေတွေကအများကြီးရှိတယ်အဲ့ဒါလေးတွေကဒါနေ့စဉ်ဘဝမှာပေါ့ကျမတို့တတိပြုစရာပေါ့เนาะနောက်ပြီးတော့လည်းကျမတို့ဆိုကြည့်နေရကျမတို့ငယ်ငယ်ကတော့တာမိုမီတာတွေပါဆိုပါဇက်ထဲကိုဆွတ်ထည့်လိုက်ရင်လည်းခံလိုက်ရတာပဲလေအခုတော့ဒါတာမိုမီတာတွေပါမလုပ်တော့လို့ကျမတို့ငယ်ငယ်ကဆိုဘယ်ကတာမိုမီတာဘသူပါဇက်ထဲထည့်ထားမှမသိကိုတိုင်းတာလည်းခံရတာပေါ့နော်အခုကတော့အဲ့အောက်ဆီဂျင်တော့ရှူရတာတွေကအဲ့မှာတော်တော်များများဒုက္ခဖြစ်တယ်ခုဆရာဒေါက်တာတို့ပြောတော့လဲကျမတို့တော်တော်သတိထားရတာပေါ့နိဒါဟိုဘယ်လိုပြောမလဲဆိုတော့တကယ် medical knowledge အပြည့်ရှိရဲ့လူကဟိုချိန်ပြည့်ရှိမနေဘူးလေဆေးရုံမှာရှိမနေတဲ့ခါကျတော့ခြုံရကောက်တက်ပေးလိုက်တဲ့ခါမှာကျမတို့ဒါလေးတွေကတော်တော်သတိထားရတာနော်အဲ့ဒါလေးနဲ့ဆရာတို့လည်းဒီလိုပြည့်စုံပြောပြပေးရရန်ကျေးဇူးတင်ပါတယ်လို့ကျန်တဲ့ဆရာမတွေရောဗာမေးပါအောင်မလဲရှင့် နောက်ပြီးဖြည့်ဆွတ်ပြောချင်တာလေးပေါ့ ဟုတ်ကဲ့ပြောပါဆရာစိတ်ဝင်စားဖို့ဆရာပြောပါ ကျွန်တော်တို့တရားကျွန်တော်တို့ဒီ3ယောက်ပေါ့နော်ကျွန်တော်တို့အမကြီးတရားရှိကျွန်တော်တို့3ယောက်ဒါနေ့စဉ်ကြုံတွေ့နေရတဲ့ဟာပေါ့ဒီဟိုဟာလေးမှာကျတော့ဒီ web တရားနေပါဆဲလာတယ်ကျွန်တော်တို့ကနေပြီး result တွေပြန် inform ပေးတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်က result ကိုမကြည့်ဘူးဟို all resistant ရနေတာလေဘာမှမပေးဘူးကျွန်တော်တို့က microbiologist တွေကိုလည်းတပတ်မတိုင်ဘူးသူတို့ပေးချင်တဲ့စိတ်သူတို့ပေးလိုက်တယ်လှုပ်ချင်တာလည်းလှုပ်လိုက်တယ်လှုပ်ချင်တာလည်းလှုပ်တော့မှာ risk တွေတက်မှာကျွန်တော်တို့စီကိုထပ်ရောက်လာတာမျိုးတွေလည်းရှိတယ်ပေါ့နောက်တော့အဖြစ်ကအဲ့လိုမျိုးပေါ့ဒီ antibiotic choice တွေ draw choice တွေရဲ့အခါမှာဒီလိုမျိုးပေါ့ဒီ microbiologist တွေဒီ infection နဲ့ပတ်သက်လို့ရှိရင်ဒီ microbiologist တွေနဲ့တိုင်ပင်ပြီးတော့ဒီ consultant လုပ်ပြီးတော့ဒီ drug တွေကိုရွေးချယ်ရမျိုးတွေလုပ်တင်တယ်ပေါ့နော်နောက်တော့အခုနောက်ပိုင်းတော်တော်များများက all resistant တွေထွက်လာတာမျိုးရှိ သူစီရလည်းမသိဘူးသူစီရလည်းမသိဘူးရဟုတ်ကဲ့ဆရာပြောပါဆရာ
all resistant ထွက်တာဆိုတော့ all resistant ထွက်တယ်ဘာလို့ all resistant ထွက်တာလဲဆိုတော့ကျွန်တော်တို့ပြန်ဖောင်းလာတဲ့အခါမှာကျွန်တော်တို့ရဲ့အနေနဲ့ကသူတို့က first line ဟိုဘာ dose တွေဘာတွေပေးထားမှတခါကျ revolutionary request form မပါလာမျိုးတွေပါရှိတယ်အဲ့လိုမျိုးကြာကျွန်တော်တို့ကဒီ all resistant ထွက်နေတယ်လို့ကျွန်တော်တို့ပြန်ပြီး info လုပ်တဲ့အခါမှာသူတို့ကတခါကြီးကြာဘာ antibiotic ပေးလို့ပေးရမှန်းလည်းမသိဘူးကျွန်တော်တို့စီမှာ all resistant ထွက်နေတယ် second line drop choice ကိုလည်းကျွန်တော်တို့ကရွေးခိုင်းလားမရွေးခိုင်းလားကျွန်တော်တို့ကဘာဆက်လုပ်ရမှန်းမသိတဲ့အခြေအနေမျိုးတွေဖြစ်တာပေါ့နော်များသောအားဖြင့်ကျွန်တော်တို့ဒီ medical unit နဲ့ကျွန်တော်တို့ဒီ laboratory နဲ့မှာဖြစ်တာရှိနေတာဟို case တွေပေါ့နော်ဆရာစီဆိုရင်ခဏကြုံရတယ်သူဆိုရင်အဲ့လိုမျိုးပေါ့အဲ့လို info ဒီ report ဒီပြန်လာတဲ့ဒီ error ကိစ္စတွေ report တွေသူဖြည့်ရှင်းနေကြပါတော့ဒါတွေ ASC နဲ့ပတ်သက်ပြီးတော့ အဲ့လိုမျိုးကျွန်တော်တို့ကဒီ reserve form ကိုထုတ်ပေးလိုက်တဲ့အခါမှာဆေးတွေကဆေးတစ်မျိုးလောက်ပဲ sensitive ရနေတယ်ကျန်တဲ့ဟာတွေက resistant ရနေဒါပေမဲ့လူနာအခြေအနေချတော့လေမကောင်းဆိုတော့သူတို့ကဒီဆေးတစ်မျိုးတည်းကိုပဲအဆင်ပြေအောင်ထိုးသိပ်ပြီးတော့ပေးတယ်ဥပမာပေါ့နော် Amikacin ဆိုရင်ကျွန်တော်တို့ကဒီကြောက်ကမကောင်းတဲ့လူနာဆိုရင်အဆင်မပြေဘူးဒါပေမဲ့အဲ့တော့သူတို့ကဘာလုပ်လိုက်လဲကျွန်တော် microbiologist ကိုမတိုင်းဘဲတော့ကြောက်ကဆရာဝန်နဲ့ဒါကြောက်ကကိုကောင်းတစ်ဖက်ကထိန်းထားပြီးသူတို့ဒီဘိုးသက်ဆေးကိုမဖြစ်မနေပေးရမယ်ဆိုပေးလိုက်တယ်တချို့ဆိုရင်ဆေးကိုမသိဘူးဆေးကိုမသိဘူးဒီတိုင်းပဲဒီဥစ္စာအားလုံး resistant ရတယ်ဘာဆေးပေးရမှန်းမသိဘူးသူပေးချင်တာပေးတယ်တကယ်တမ်းကျွန်တော်တို့မှာကဒီသူတို့အဲ့လိုပြန်ပေးလာတဲ့အခါကျရင်လူနာအခြေအနေပေါ်မူတည်ရပေါ့ချို့မျိုးသမီးတွေဆိုရင်ဒီကျွန်တော်တို့စမ်းပေးလိုက်တဲ့ဆေးထဲမှာကိုဝင်ဆောင်နေဆိုပေးလို့မရတဲ့ဟာရှိတယ် first trimester second trimester third trimester မှာအစမပြေဘူးပြီးတော့အမျိုးသမီးမှာဒါကြောက်ကယောဂရှိနေတယ်သွေးရနေတယ်ဘာဖြစ်နေအဲ့လိုပုံမူတည်ပြီးတော့သူတို့က second line ကိုပြန်ပြီးတော့ကျွန်တော်တို့တင့်တော်တဲ့ဆေးကိုပြန်ရွေးပြီးကျွန်တော်နဲ့ပြန်တိုင်းမင်းတဲ့အခါကျရင်ထောက်ဒီဆေးဆိုရင်တော့ဘယ်လောက်ထိုးအထိပေးလို့ရတယ်ဘယ်လိုမျိုးရတယ်ဒါမျိုးတွေကျွန်တော်တို့ဘက်ကနေပြီးပြန်အကြံပေးလို့ရတယ်တခါလေကျရင်သူတို့ကကျွန်တော်တို့ကိုပေါ့နော်အထင်လွဲတာရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဘက်ကထုတ်ပြီးလိုက်တာ resistant ဥပမာဒီ urinary tract infection ပေါ့ကျွန်တော်တို့ဒီစီလန်းချောင်းမှာဟိုဖြစ်တဲ့ပိုးဝင်တဲ့ဟာစီလန်းချောင်းပိုးဝင်တဲ့ဟာမှာဆိုရင် nitrofuran rhino ဘာလို့ကျွန်တော် reset ထုတ်ပေးလိုက်တာ resistant ရတယ်ဒါပေမဲ့သူတို့ဆေးပေးလိုက်တော့လူနာကောင်းသွားတော့ကျွန်တော်တို့ထုတ်ပေးတဲ့အဖြေရပဲမှားတယ်လို့ဒါမျိုးလေးတွေပေါ့တကယ်တမ်းတော့မှားတာတော့မဟုတ်ဘူးလူနာကြောက်ကကောင်းနေတယ်ဆိုရင် तू ကဘယ်လိုဖြစ်တတ်လဲဆိုတော့ကြောက်ကကောင်းတယ်ဆို तू ကဒီဆေးရပေးလိုက်တဲ့ဟာတွေကဒီစီးထဲမှာသွားစုတယ်ပြီးတော့ तू ကလည်းဒီထဲမှာစီလန်းချောင်းမှာပိုးဝင်တာဖြစ်တဲ့အတွက်urine ထဲမှာဆေးတွေကအများကြီးဖြစ်ပြီးတော့ high local concentration သဘောသွားဖြစ်တယ် high local concentration သဘောသွားဖြစ်တော့ကျွန်တော်တို့ဒီတစ်ခွက်ခန်းထဲမှာဆေးပြားလေးတွေနဲ့စမ်းတဲ့ဟာကြတော့ဘယ်လောက်microgram ပဲရှိတယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်ဆိုတော့ကျွန်တော်တို့စမ်းတဲ့ microgram ထက်ပိုသွားတယ် high local concentration ဖြစ်တဲ့အခါမှာဆိုတော့ antibiotic များပေးသလိုဖြစ်ပြီး effect ကများရပြီးလူနာသက်သာသွားတယ်အဲ့တော့ကကြောင့် antibiotic ကိုပေးတဲ့အခါမှာကျွန်တော်တို့ကဘာလို့စဉ်းစားရလဲဆိုတော့ဒီဆေးရဲ့ဆေးအဓိကစဉ်းစားရတယ်ဆေးရဲ့ pharmacokinetic စဉ်းစားပြီးတော့လူနာရဲ့အခြေအနေခဏလိုကြောက်ကကောင်းသလားဘာဖြစ်နေတယ်လဲလူနာအခြေအနေရှိတယ်နောက်တစ်ခုကကြတော့ဒီပသိုဂျင်အကောင်အနေထားပုံမူတည်ပြီးတော့စဉ်းစားရတယ်နောက်တစ်ခုကကြတော့ဘယ်နေရာမှာပေးမှလဲဆေးဥပမာပြည်တယ်နာတို့ဘာလို့ကျွန်တော်ပုံမှန်သွားကြိုက်တယ်အောက်မှာပြည်မရှိဘူးဒီတိုင်းပဲအဲ့ဒါဆိုရင်တော့ stress mutant ပေါ့ stress mutant ကြောင့်သူကအချို့သုံး lactic acid ထုတ်လို့မဲနေတာသွားဖို့စားပြီးမဲတယ်ဆိုတာ လက်တဲ့အဆင့်ကြောင့်ဖြစ်တာအဲ့ဒီဟာဆိုရင်ကျွန်တော်တို့က amoxicillin နဲ့တက်တာတယ်ဘာလို့လဲဆိုတော့ stress mutant သူ cell wall ပေါ်ကအချို့ယူသုံးလို့ cell wall ကိုတားတဲ့အကောင်ပေးလိုက်တားတဲ့ဆေးကိုပေးလိုက်လို့ရတယ်ဒါပေမဲ့အထဲမှာပြည်ရှိနေတယ်ဆိုရင်ဒီဘုံကိုကျွန်တော်တို့ကဖောက်ဖို့လိုတယ်ဘုံဖောက်တယ်ဆိုတာဆေးကဖောက်ဝင်သွားဖို့လိုတယ်အဲ့တော့ဘုံ penetration ကောင်းတဲ့ဟာlipophilic ဖြစ်တဲ့ဆေးတွေကျွန်တော်တို့ပြန်စဉ်းစားတယ်ပြီးတဲ့အခါကျရင်အဲ့လိုအထဲမှာပြည်တင်တာဖြစ်နေဆိုရင် तू ကသွားထဲမှာဖြစ်နေဖြစ်အတွက်အောက်ဆီဂျင်မရတော့ anaerobic တွေလည်းဖြစ်နိုင်တယ်ဆိုတော့ဒါကကျွန်တော်တို့ကနေရာပုံမူကြည့်ပြီးအကောင့်တွေစဉ်းစားတာစဉ်းစားပြီးတဲ့အခါကျမှဘယ်ဆေးအမျိုးအစားကတော့တင့်တော်တယ်ဆိုပြီးတော့မှအဲ့ဒါဆိုရင်တော့ amoxicillin ချက် clindamycin ကပိုကောင်းတယ်ပြည်တင်တာဖြစ်နေတဲ့အထဲမှာသွားအရန်ကိုက်တယ်ပိုးလည်းတက်ဖို့လိုတယ်သွားဆရာဝန်လည်းမနှုတ်ပေးသေးဆို clindamycin ပေးလို့ရတယ်ဒါပေမဲ့ပြည်တင်တာမရှိဘူးဆိုရင်တော့ amoxicillin နဲ့တက်တာသွားမျိုးရှိတယ်ဆိုတော့ဒါအကောင်ပေါ်လဲမှုတည်တယ်လူနာအခြေအနေတွေပေါ်လဲမှုတည်တယ်နေရာပေါ်လဲမှုတည်တယ်ပေါ့တကယ်တမ်းကျတော့အဲ့ဒါမျိုးတွေကျွန်တော် clinical မှာက
ခုသားတဲ့သူတွေကတအားမစင်စားဘူးသူတို့မှာ guideline ရှိတယ်အဲ့တော့ guideline အတိုင်းပဲကြည့်ပြီးလိုက်တာရှိတယ် အော် အဲ့တော့ဆေးပေးမဲ့ဆိုရင် microbiologist နဲ့မတိုင်ပင်တာမျိုးတွေ antibiotic ကိုစင်ပြေတယ်လို့ပဲကြည့်ပေးလိုက်တာမျိုးတွေကအဲ့ဒါကြောင့်လဲ resistant တွေကအများအပြားရသွားတာဖြစ်ပါတယ် အေးလေနော်တကယ်တော့ဒီလက်တွေ့ result ကိုတိုင်ပင်သင့်တာပေါ့နော်ကြည့်သင့်တာပေါ့နော်ဟုတ်တယ်စိတ်ဝင်စားစရာဟုတ်ကဲ့ဆရာအဲ့ဒါလေ micro တွေဓမ္မတွေကိုကြော်တာဆရာနေရာမှာတိုင်းမှာပဲဆရာဟို food တွေဘာတွေမှာလည်းအဲ့လိုပဲဆရာ process တစ်ခုဆိုရင်အမေ microbiologist ကလက်ခံရထွက်လာတဲ့ process ပြီးတော့မှဒါဒီလက်ခံရမှာဆရာဒါပေမဲ့အဲ့လိုပဲဆရာ micro ဓမ္မကနောက်ရောက်နေဆရာသူ process ကသူ့အတူအရှိကိုဆက်သွားတာနေဆရာလူမျိုးဖြစ် ဖို့ပါလဲအဲ့လိုပဲနော်ဟုတ်ပတ်လဲဆရာအဲ့လိုပဲဆရာအမေတော့ micro ဓမ္မကိုဟိုအဓိကထားမှာပေါ့နော်ဆရာအဲ့လိုမျိုးမှဒီက pass ပေးလိုက်တော့မှဒါနေအဆင်ပြေရမှာဆရာလူမျိုးဆရာဟုတ်ပါတယ်ဆရာ တချို့ဟာတွေဆိုရင်လူနာကလုံးဝ infection မှန်သိတာတယ်ဒါပေမဲ့ကျွန်တော်တို့ကာချာ result မှာကျတော့ကာချာ negative ဘာကောင်မှမပေါက်ဘူး ဟုတ်လား အဲ့ဒါဆိုရင်လေသူတို့ကမရှိအဲ့ဒါမျိုးတွေဆိုရင်လေသူတို့ကမရှိရှိတဲ့ဟာတွေလေစီးပို့လိုက်သွေးပို့လိုက်တလိပ်ပို့လိုက်မရှိရှိတဲ့ဟာတွေဖောက်ဖို့ဖောက်ဖို့ဒီတိုင်းထွက်တဲ့ဟာစီးတို့တလိပ်တို့ကြောင့်လေဒီတိုင်းပို့မရှိရင်လည်းသွေးကိုဖောက်ပြီးပို့အနာရှင်လည်းအနာကနေယူပြီးတော့ပို့အဲ့လိုမျိုးပို့တဲ့အခါကျတော့သူတို့ပို့တဲ့ဟာကကျွန်တော်တို့မှာအများတန်းပြောတာတခုကဘာလဲဆိုတော့ဒါကို represent ဖြစ်ရမယ်တနည်းအားဖြင့် target source ဖြစ်ရမယ်အချို့လူနာတွေဆိုရှိတယ်ကျွန်တော်တို့အရန်အခြေအနေစိုးနေတယ်ဒါပေမဲ့သူတို့ကစီးတို့သွေးတို့ပို့တဲ့အခါမှာကာချာ negative ဖြစ်နေတယ်ဆိုတော့ပြည်တဲတဲ့ဟာလက္ခဏာရှိလားဆိုသူတို့ကဆရာဝန်တွေကစမ်းကြည့်လိုက်တယ်မှာခွဲစိတ်ဆရာဝန်တွေပါစမ်းကြည့်လို့ဟာအဲ့လိုလက္ခဏာမရှိပါဘူးတကယ်တမ်း imaging ဓာတ်မှန်တို့ပါကိုရိုက်တဲ့အခါမှာပြည်တဲနာလေးတသေးလေးသွားတွေ့တယ်အဲ့ဒါဆိုရင်သူတို့လက်နဲ့စမ်းလို့မမိဘူးအဲ့လိုတသေးလေးထွင်အဲ့တသေးလေးကိုကျွန်တော်တို့က antibiotic ကိုခဏရက်ပြီးမှပို့တာအဲ့ဒါဆိုရင်တော့အဆင်ပြေတယ်ခါလေးဆရာရင်သူတို့ကဘာလဲဆိုတော့ဟိုကျွန်တော် empirical therapy ခေါ်တာပေါ့ဒီဥစ္စာဆေးတွေကိုအရင်ဆုံးပေးထားတာတခုဆို antibiotic တွေကိုချိုးပြီးတော့မှ cover ဖြစ်အောင်ပေးထားတာမျိုးအဲ့ဒါကြောင့်လည်း resistant ရရှိတယ်အဲ့လို cover ဖြစ်အောင်ပေးတဲ့အခါမှာခါလေးကျရင်တကယ်ပတ်သို့ချင်း suppress လုပ်လိုက်တာအကောင်မသိသွားဘူးအကောင်ဖုံးသွားတာအကောင်ဖုံးသွားပြီးရင်သူတို့ကပို့တဲ့အခါကျတော့အကောင်မပေါက်တော့ဘူးအဲ့တော့ဆေးကိုရလာရင်အကောင် share ပေါက်တယ်အားရပါရပေါက်တယ်အများကြီးပေါက်တယ်အဲ့လိုပေါက်တဲ့အနေထားမှာကျွန်တော်တို့ကပြန်ပို့မှအကောင်နေပြီးတော့မှအကောင်ပြန်မိတာမျိုးလည်းရှိတယ်ဆိုတော့တခါလေးကြာရင်အဲ့လိုဆေးကိုရက်ဖို့လိုတာအဲ့ဒါမျိုးတွေကြာတော့လေကျွန်တော် microbiologist တွေနဲ့တိုင်ပင်တဲ့အခါမှာကျွန်တော်တို့က suggest လုပ်ပေးလို့ရမှာပေါ့လူနာပုံမူတည်ပြီးတော့အေးပေါ့နော်သူကအရင်ကြိုတိုက်ထားတာဖြစ်နေအောင်နော်အဲ့လိုကြိုတိုက်ထားတဲ့အခါမှာဟိုတကယ်အကောင်သူကသွားဖိထားတယ်လို့ဖြစ်ပြီးအကောင်ကကျွန်တော်တို့စီမှာလာမပေါက်တော့ဆရာတို့ချို့အကောင်တွေဆိုရင်ကျွန်တော်တို့ကဒီလိုပေါ့နော် colony formation နဲ့ဘလောက်ဆုံးမှာပဲကျွန်တော်တို့ကယူတာမျိုးရှိတယ်ဒါပေမဲ့ခုနောက်ပိုင်းကျတော့အဲ့လိုယူလို့မရတော့ဘူးဖြစ်သွားတယ်ကျွန်တော်မွေးလိုက်လို့မှတစ်လုံးပေါက်ပေါက်နှလုံးပေါက်ပေါက်စပ်ကာချာတင်ပြီးတော့ဒီဟာကိုပတူချင်းဟုံဖုံမရရအောင်လိုက်လို့ရတယ်ပုံမှန်ဆိုရင်တစ်လုံးနှလုံးနဲ့ဆိုရင်ဒါပတူချင်းမဟုတ်ဘူးဒါဒီတိုင်းပဲcontaminationပဲဆိုပယ်လိုက်လို့ရတယ်အခုက antibiotic ပေးတာတော့အကောင် suppress လုပ်တော့အကောင်ကောင်းကောင်းမပေါက်ဘူးကျွန်တော်စီမှာအဲ့တော့တစ်လုံးပေါက်ပေါက်နှလုံးပေါက်ပေါက်ရွှေလိုမျိုးတန်ဖိုးထားပြီးတော့စပ်ကာချာပြန်တင်ပြီးတော့မှပြန်လုံးနေရတာရှိပါတယ်တစ်လုံးပေါက်ပေါက်နှလုံးပေါက်ပေါက်စိတ်ဝင်စားစရာဆရာတို့လည်းအတွေ့အကြုံတွေအများကြီးပါနော်ဆရာတို့တွေလည်းအနေနဲ့ရောပက်သိုဂျန်တွေကိုကင်တွယ်နေရတဲ့အတွက်ဆရာတို့အတွက်ကောဟိုdefense mechanism လေးတွေ lab ထဲမှာဘယ်လိုလေးလောက်ထားလဲပေါ့နော်အဲ့ဒါလေးလည်းသိကျင်တယ်ဆရာ lab ထဲမှာလေဆရာတို့အတွက်လေဆရာတို့ကပက်သိုဂျန်တွေကင်ရအောင်အဲ့လိုမျိုးဖြစ်တော့lab ထဲမှာကျတော့ကျွန်တော်တို့ဒီကိုင်တွဲတဲ့အခါအဓိကတော့ကျွန်တော် training စသွားတယ်ဟိုဟာသူတို့ကဒီဥစ္စာတွေအားလုံး sterilize ဖြစ်အောင်ဘယ်လိုလုပ်ရမလဲစသဖြင့်အဲ့လိုမျိုး training တွေရှိတယ်ပြီးရင်နောက်ဆုံး ega plate ဖွင့်အောင်မှဘယ်လိုပဲဖွင့်မယ်ဘက်ခနဲ့မဖွင့်လိုက်နဲ့အတွက်ဆိုရင်ဘယ်လိုပဲဖွင့်ပါပြီးတဲ့အခါကျရင်ခဏလိုမျိုး sample တွေကိုကင်တဲ့အခါကျရင်ဘယ်လိုပဲကင်ပါလက်ကို cross မလုပ်နဲ့အဲ့ဒါကျရင်လက်တစ်ဖက်နဲ့ပလင်းကိုကင်လိုက်တယ်အဖုံးဖွင့်တော့နောက်လက်တစ်ဖက်နဲ့ဖွင့်ချလိုက်တယ်တချို့ technician တွေကျွန်တော်အောက်က technician တွေဆိုတခါလေကြာရင်အဲ့လိုမျိုး
အေက plate ကိုဖွင့်နေတယ် तू ကဘေးနားတစ်ယောက်နဲ့စကားပြောနေအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးဆို master ဟို bound safety level အရာကျွန်တော်တို့ကပြန်ခွဲထားရှင့် bound safety level 2 3စသဖြင့်အဲ့လိုခွဲတဲ့ပုံမူတည်ပြီးတော့မှဘာဝေးရမယ်ဆိုတာမျိုးတွေကိုကျွန်တော်ပြန်လုပ်တာမျိုးရှိ ရှိရနော်ဘာဖြစ်လို့လဲဆိုတော့နော်ဆရာတို့တွေလည်းနှစ်ရှည်လာများဒီပတ်တိုချန်နဲ့နပန်းလုံးရတာဆိုတော့နော်အဲ့ဒါတွေကနည်းနည်းကိုယ့်အတွက်ကိုလည်းနည်းနည်းဟိုဟာဖြစ်ရမှာနော်တော်တော်သတိထားအောင်ပါဗောနော်အဲ့ကျွန်တော်တို့ clinical တွေမှာဆိုရင်ကျွန်တော်တို့ဒီ co-pilot ပေါ့ laboratory မှာကျွန်တော်တို့ဒီ SOP ထားတာပေါ့ standard operation procedure ကျွန်တော်တို့ထား ဟုတ်အဲ့ဒီတိုင်းကိုကျွန်တော်တို့ကလှုပ်ဆောင်ရတာပေါ့။မှာအဖြစ်ကျွန်တော်တို့ကပတိရဆိုဘယ်လိုအနေအထားမျိုးမှာကျွန်တော်တို့ကဘယ်လိုကင်တက်လဲပေါ့။ကျွန်တော်တို့က virus ဆိုရင်ကျွန်တော်တို့ဘယ်လိုကင်ပါလဲ။ကျွန်တော်တို့ဒီ parasite ဆိုကျွန်တော်တို့ဘယ်လိုကင်တာလဲပေါ့။ကျွန်တော်တို့ SOP မှာကျွန်တော်တို့ချတာလို့ရှိတယ်ပေါ့ ချတာနော် ဟုတ်ဒါလေးတွေလိုချင်လို့ရှိရင်ကျွန်တော်တို့ share ပေးပါမယ်လို့ ဟုတ်ကဲ့ share လိုချင်ပါတယ်ဆရာဟိုဟာပေါ့တချို့တွေကျတော့ laboratory good laboratory practices တို့ဟာတို့ပေါ့နော်ကျမတို့တွေလည်းဒီဘက်မှာလည်းနည်းနည်းကျမတို့ကတော့နည်းနည်း beneficiary နဲ့ကျမတို့ group တွေကတော့ beneficiary လောက်တာများတော့လေဟိုဆရာတို့ကိုလည်းဒါစနာပါတယ်ဒါတွေကပတ်တိုချန်နေနဲ့နေတိုင်းနှစ်ပန်းလုံးရတာဆိုတော့လေဟိုကျမတို့ဒီ AIA group ကလူတွေကတော့ဟို food တို့ဘာတို့တွေနဲ့ beneficial microbe ပဲကျမတို့ကနည်းနည်းသိကြတာများတာ哦ပတ်တိုချန်ဆိုရင်တော့နည်းနည်းပါးပါးပဲ plant ပတ်တိုချန်လောက်ပဲကျမတို့ကကင်တာ哦ဆရာဒါကြောင့်မလို့အဲ့ဆရာတို့ရဲ့ဥစ္စာကတော့ပို့ပြီးတော့ဟိုဟာဖြစ်မှန်းနဲ့တူရနော်နီလန်းတကြားဖြစ်မှန်းနဲ့တူရအဲ့ဒါမျိုးဆရာပြောတာလေးလေဒါဆရာဒေါက်တာထွန်းအကြံပေးတဲ့အတိုင်းပေါ့ temperature record ထားတာတို့เนาะအဲ့ဒါလေးလေကျွန်မ lab မှာသုံးပါတယ် temperature record ကိုထားတာဟုတ်တယ်ဒီ microbe နဲ့ temperature ကတော့တကယ်ကိုဆက်တာเนาะအဲကျမတို့မီးပြတ်တဲ့တိုင်းပြည်နဲ့ဆိုရင်တော့အဲ့မှာလည်းအဲ့ဒါအမြဲတမ်းဒါဖြစ်တာလေအမြဲတမ်း temperature တက်သွားပြီဆိုရင်အဲ့ဒါ microbe ကအဆင်မပြေတော့တာတွေအများကြီးပဲရှိရင်ဟုတ်ကဲ့ပါအတွေ့အကြုံတွေဖလှယ်ခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျန်တဲ့လူတွေဘာတွေဆွေးနွေးပါအောင်လဲမေးပေးပါအောင်ရှင်။ကျန်တဲ့ဆရာမတွေလည်းဒါဆရာတွေကဆရာဝန်ကြီးတွေဖြစ်တော့လည်းပဲပေါ့နော်။ကျမတို့ကိုဟိုတည်ချာပေါ့အတွေ့အကြုံတွေ share ပေးရအရင်ကျေးဇူးတင်ပါတယ်။အခုအခွင့်အရေးအနေနဲ့ပေါ့ဆရာမတို့ရဲ့စိတ်ပညာနဲ့ပတ်သက်တဲ့ဘ ഹു တုဒ္ဒတွေသိကြရင်လည်းဆရာတို့မေးလို့ရပါတယ်လို့နော်ကျန်တဲ့ဆရာမတွေဖိတ်ခေါ်ပါတယ်temperature နဲ့ပတ်သက်လို့ကကြတော့temperature check နဲ့ပတ်သက်လို့ကကြတော့အဲ့ဒါကြတော့ကျွန်တော်တို့ဒီအရင်တော့ဆိုရင်တော့ဗောနော်အဲ့လိုဆေးရုံတွေမှာရှိတဲ့ဓာတ်ခွဲခန်းတွေပေါ့အဲ့လို light စစ်တဲ့အဖွဲ့ရှိတယ် microbiologist တွေ pathologist တွေပါတယ်အဲ့လိုပါတဲ့အခါမှာဆိုရင်သူတို့ကဘာတွေကိုအဓိကလိုက်ကြည့်လဲဆိုတော့အစာအုပ်တွေနဲ့ပတ်သက်လို့က register book ရှိလားပြီးတဲ့အခါကျရင်တယောက်ချင်းစီရဲ့ GT ယာရုရသူတို့ position ရ GT တွေပါရှိလဲ SOP ရှိသလား temperature check ရှိလားပြီးရင် manual book တွေထားသလား log book တွေထားသလားပြီးတဲ့အခါကျရင်အိမ်မှာရှိတဲ့ machine တွေကို maintenance ကိုဘယ်နှချိန်တစ်ခါလောက်လုပ်တယ်လဲပေါ့ဒီဥစ္စာမျိုးတွေပါကျွန်တော်တို့ကအဲ့လို check လုပ်တာမျိုးတွေရှိပါတယ်အဲ့ပုံမူတည်ပြီးမှဒီ lab ကတော့တကယ်ကိုဟိုဟာဖြစ်တဲ့ lab လားဟုတ်မဟုတ်အဲ့ဒါမျိုးတွေကျွန်တော်သိရပါတယ် ISO ပေါ့နော်တချို့တွေဆိုရင်နော် ISO ဟုတ်တယ်ဗျအခုနောက်ပိုင်း lab တွေအပြင် lab တွေဆိုရင်တို့က ISO ဝင်အောင်လုပ်ကြတယ် ISO ဝင်အောင်လုပ်ကြတယ်ဆိုပေမဲ့ခဏလို basic ဟာတွေတို့ကမထားအောင် basic ဟာတွေမရှိဘူးဆိုရင်ကျန်တဲ့ဘိုင်းမှာဘလောက်ပဲအဆင့်မီအောင်ဘလောက်ပဲဒုတ်တောင်ပဲလို့ဒီ basic တွေလွတ်သွားတဲ့အခါကျ ISO ဝင်ဖို့ကဘလို့မှမဖြစ်နိုင်ဘူးဆရာတို့ဟိုနေပြည်တော်က health lab ကတော့1.325ရတယ်နဲ့တွေ့ ISO လေသူတို့ကတော့နော်အဲ့ lab ကတော့နော်ဒါဆရာတို့ကပြောတဲ့အချက်တွေကကျမတို့အနေနဲ့ဒါဟိုဟာဖြစ်ပါတယ်
လိုက်နာဖို့လည်းလွယ်တယ်အဲ့ဒါလေးရရင်လည်းကျမတို့လိုချင်ပါတယ်ခုနကလို JD ပေါ့နော် JD ထားတာတို့နော်ဘယ်သူကနေသူတို့ရဲ့ maintenance ဆိုအခုဒါဒေါက်တာထွန်းကျမတို့စီ visit လုပ်သွားတော့ကျမတို့အများကြီးပဲရတယ်ကျမတို့ဆို microscope ကို dry area မှာထားဖို့ဒါဆရာထွန်းကအကြံပေးတယ်နောက်တစ်ခါကျတော့ကျမတို့ lab coat တွေကိုအပြင်မှာချိတ်ဖို့ပေါ့အဲ့ဒါလေးတော့ပြင်လိုက်တယ်ဆရာထွန်းကြံပေးတာပေါ့နော်အဲ့ဒါလေးကျမတို့ပြင်လိုက်တယ်ဟို microscope တွေကိုလည်း dry area ရွှေ့လိုက်တာပေါ့နော်အဲ့ဒါလေးလုပ်လိုက်တယ်ပေါ့နောက် basing လည်းခွဲလိုက်တာပေါ့ lab ကပစ္စည်းဆေးရဲ့ basing နဲ့အစားအသောက် basing နဲ့ကိုတိတန့်လည်းခွဲလိုက်တာပေါ့နော်ကျမတို့လည်းကျမတို့ကတော့ဟို beneficiary လုပ်နေတယ်ဆိုတော့ဟိုတစ်ခါခါကျတော့လေရောသွားမိတာပေါ့နော်အဲ့ဒါအခုဆရာတို့ကြံပေးတဲ့အတိုင်းနေလုပ်ပါတယ်လို့နော်ဟုတ်ကဲ့ ဟောအဲ့ဒါနဲ့ပတ် နောက် သက် တစ်ခု ပြီး က ကျွန် ကြ တော် တော့ ဟုတ်ကဲ့ပြောပါဆရာတို့ဟုတ်ကဲ့ ဟောနော်ကိုစီပြောပါဆရာကျွန်တော်ဟောဘာလို့ဆိုတော့ ဟုတ် ကျွန်တော်တို့ဒီ agree နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ microbiology ရဲ့ perspective ကကြည့်နေဆိုတော့ကျွန်တော်တို့ကဘာကြည့်လို့ရလဲဆိုတော့ဒီဟင်းကြီးတွေပါပါဠိပါဌာစားတော့ကြတယ်လူပြအစိမ်းစားတာမျိုးပါရှိတယ်မဆလိုက်ရွတ်တော့ဒီ coffee တုတ်ခါကြဒီနည်းနည်းမျိုးတော့ဆိုအစိမ်းကြီးစားကြအဲ့ဒီမှာပါတဲ့ဒီ parasite contamination တွေရှိသေးတယ်ဒါကလည်းကျွန်တော်လောက်ထားဖို့ပဲပေါ့နော် parasitic infection ပေါ့ helminth infection တွေအဲ့လိုမျိုးပါမျိုးတွေရှိတယ်ဥပမာအဖြစ်ဟိုလိုမျိုးပေါ့ဒီတီနီယာလို့လို့ပါလို့အဲ့လိုမျိုးပါလာမျိုးတွေနောက်ပြီးတော့ဒီ scary infection တော့အဲ့လိုမျိုးတွေရှိရပါတော့အဲ့ဒါတွေကိုလည်းကျွန်တော်တို့အချိန်ရဆိုဟိုပြောပြမှာပေါ့နော်နောက်ကြုံရင်ပေါ့နော်ဒါကြတော့ဒီ agree နဲ့ပဲမှာနဲ့ဒီ agree နဲ့ဒီ head ဒီ medical နဲ့ကိုပို့ပြီးတော့ link ဖြစ်မဲ့အရာလို့ထင်တယ်ပေါ့နော်ကျွန်တော်တော့ဒီကောင်လေးကို ဟုတ်တယ်ဆရာ နည်းနည်း ရှိ တော့ ရ ကြိုက်တယ် ရှိရအဲ့မြေကြီးနဲ့ကတ်နေရဆို listeria ဆရာ listeria လေအဲ့ဒါအရင် dangerous လေအဲ့ကျမတို့ listeria ဆိုရယ် bacteria လေ ဟုတ် အဲ့ဒီ ဟုတ် ကဟုတ် listeria တယ် ဟုတ်အဲ့ဒါကြ ဟုတ် တော့ ဟုတ် ဘာကြတော့ဟိုလိုမျိုးပေါ့နောက်တော့အဖြစ်တို့ကြတော့အသားအစိမ်းကြီးမှာတွေ့တာများတယ်ပေါ့ကျွန်တော်တို့ဒီ listeria identification ကလည်းအရင်စိတ်ကြည့်ရနောက်ပိုင်းလေကျွန်တော်တို့ကတော့ဒီ listeria identification လုပ်တဲ့အခါမှာကျွန်တော်တို့ဒီ clinical lab တွေမှာကျွန်တော်တို့ဘာလို့သုံးလဲဆိုတော့ကျွန်တော်ဒီဂျပန်လာတဲ့ chromogenic A လေးတွေကျွန်တော်သုံးနေတာရှိတယ်ဒီ listeria identification အတွက်ကိုလေ အော်ကျမတို့ကကြတော့အဲ့ listeria ကိုဟိုကများသောအားဖြင့်ခုနက swine မှာဖြစ်တတ်တော့ကျမတို့ကဒီမှာဘယ်လိုညွှန်ကြားလဲဆိုလို့ရှိရင် don't touch to the soil ဘာခုခုပေါ့နော်ဥမာဒါကိုတစ်ခုခုခူးလိုက်တယ်ပေါ့နော်ဒီဟာနဲ့ဟင်းသင်းဟင်းရွက်ကိုခုနကဆရာပြောတဲ့ဒီလိုမျိုးပေါ့ဟိုဘာမှမချက်မပြုတ်ရပဲနဲ့အစိမ်းစားတဲ့သီးနှံတွေဆလိုက်ရွက်တို့မုံညင်းရွက်တို့ခူးတယ်ဟေးဆိုလို့ရှိရင်ကျမတို့ကချင်းကိုနှစ်ထပ်နဲ့ခူးခိုင်းတာသူကဟိုဘာအကြောင်းတော့နဲ့ဖြစ်ဖြစ် swine နဲ့ touch မဖြစ်အောင်ကျမတို့ကတခါတည်းဟိုကျမတို့ဘက်နဲ့ဆရာဦးကပြောတာနဲ့ကျမတို့ applicable ဖြစ်အောင်ဆက်ဆက်ရမယ်ဆိုရင်လေကျမတို့ကဟင်းရွက်ခူးတဲ့ချင်းကိုနှစ်ထပ်ထားလိုက်တာပေါ့နှစ်ထပ်ထားပြီးအပေါ်ချင်းမှာထည့်တဲ့ခါကျရင်အဲ့ဒီဟင်းရွက်ကအဲ့အပေါက်တွေကနေတဆင့်မြေကြီးကို touch မဖြစ်ဘူးပေါ့နောက်ပြီးတော့လည်းဒီလိုသတင်းစာစက်ကူတွေရှိရင်သတင်းစာစက်ကူပေါ်မှာခင်းထားပြီးတော့မှစိုက်ခင်းရတဲ့သတင်းစာစက်ကူပေါ်မှာပုံပေါ့ဘလို့နီးနေပဲဖြစ်ဒါပေမဲ့လည်းကျမတို့မြန်မာနိုင်ငံမှာကျတော့ချရောင်းတဲ့ဈေးမှာဟိုကမြေကြီးနဲ့ touch ကတော်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျမကတော့ကျမ organic channel ဆိုရင်အဲ့မှာဟိုစားတော့ဝါကွပ်ပစ်လောက်ကတော့စောက်ခိုင်းတယ်ဝါကွပ်ပစ်ပေါ်တင်ပေါ့ဘလို့ကြောင်းနဲ့မှမထိဖို့ပေါ့နော်အဲ့ဒါမျိုးတွေတော့လောက်ခိုင်းပါတယ်အဲ့ဒါတွေကလေနောက်ကျမတို့စစ်တာတွေကကြတော့3ခုအဲ့ဟိုကိုလီဖောမ်ရဲ့အီကိုလိုင်းရဲ့နောက်ပြီးတော့အဲ့ဟိုစားရှီဂဲလာဆက်မိုနယ်လာများသောအားဖြင့်အစားအစာတွေမှာစစ်တာပေါ့နော်ကျမတို့အသီးနှံတွေမှာပါတဲ့အစားအစာတွေမှာစစ်တာပေါ့အဲ့ဒါလေးတော့ဟိုနင်းဖြစ်တယ်ပေါ့ဆိုစတယ်ဟိုကအဲ့လိုနှုတ်လိုက်တာပေါ့မြေကြီးနဲ့မထိနဲ့ပေါ့နောက်ဆေးရဲ့ရေရဲ့ quality ပေါ့နော်ဆေးရဲ့ရေရဲ့ quality ကCFU ဘယ်လောက်ရှိရမယ်အဲ့ဒါမျိုးပေါ့ဆေးရဲ့ရေရဲ့လောင်းတဲ့ရေကိုနည်းနည်းလက်ခံလို့ရတယ်ဆေးရဲ့ရေကြလက်ခံလို့မရတာရှိရဲ့တော်တော် standard ကို high ထားတာပေါ့နော်အဲ့ဒါမျိုးတော့ကျမတို့စိုက်ပျိုးရေးဘက်မှာတော့ရှိပါတယ်လို့ဆရာ ဟုတ်နောက်တစ်ခုအကြံပြုချင်တာပေါ့နော်ဒီ ဟုတ်ကဲ့ဆ coliform ရာ လို့ E. coli လို့ဆက်ပြီးတော့တစ်ခုဆက်ရမှာကြံတယ်ပေါ့နော်ဒီ Staphylococcus food poisoning အတွက် Staphylococcus ကိုလည်းစစ်တင်တယ်လို့ကျွန်တော်တို့ထင်တယ်
တချို့ဒီ Staphylococcus လား Staphylococcus ဟိုယားနာဖြစ်တဲ့ ဟုတ်ကဲ့ ကောင်းနေလား ဥပမာဖြစ် Staphylococcus aureus ကိုအဓိကစစ် Aureus ကအော် aureus เนาะကျွန်တော်တို့အဓိကပါတယ် food poisoning ပြီးတဲ့အချိန်မှာဒီကောင်လည်းပါတယ်ပေါ့သူကကြတော့သူဒီကောင်ကိုစားပြီးတော့ဒီ6နာရီစစ်စာပါwithin 6 hour ပါပဲ6 hour အတွင်းမှာသူကဒီ food poisoning ဖြစ်ပြီးဆိုသိကြတယ်ဒီကောင်ဒီ Staph aureus infection ဆိုပြီးတော့ကျွန်တော်တို့ကတန်းပြီးတော့ကျွန်တော်တို့က ဘော Staph aureus infection infection ချတယ် က6နာရီဆိုတည်ရဟုတ်လား 6နာရီအတွင်းမှာဒီ food poisoning ရတယ်ကျွန်တော်တို့ကဒါ Staph aureus infection ပေါ့ဒီ6နာရီအဲ့လိုမျိုး6 hour above ကျော်သွားပြီဆိုရင်ကျွန်တော်တို့ကဒါတခြားအကောင်ကြောင့်ကျွန်တော်တို့ကဒီ food poisoning ရတယ်ဆိုတော့ကျွန်တော်တို့ကပြန်ယူဆတယ်ပေါ့ နောက်ပြီးတော့ဒီရေတို့ဘာလို့စစ်တဲ့ခါကျလို့ရှိရင်ကိုလီဖောင်းအပြင်ကျွန်တော်တို့က Vibrio ပါထည့်စစ်တယ်လို့ အော် Vibrio ဟုတ်ကဲ့ အကျဉ်းပြုချင်တယ်ပေါ့နော်များသောအားဖြင့် Vibrio cholera လို့ Vibrio parahemolyticus တို့ကတော်တော်လေးဆိုးတဲ့ infection တွေပြီးပါတယ်ဟုတ် တော်တော်နော်ကျမတို့တွေမှာဟို chemical hazard microbial hazard ပေါ့နော်ဒါတွေက microbial hazard တွေပေါ့ microbial hazard တွေအဲလမ်းဘေးမှာတုတ်တဲ့အတုတ်ဆိုရင်ခုနက salmonella ပေါ့နော် လမ်းဘေးကရင်နာတဲ့အတုတ်တို့ဘာလို့စားလိုက်တယ်ဆိုရင် salmonella ပေါ့နော်အဲ့လိုမျိုးတွေဝတ်သားတုတ်ထိုးဆိုင်ကအချင်တော့ပါတော့ဆိုရင်အဲ့လိုမျိုးတွေဖြစ်မှာကဲအဲ့ဒါဆိုရင်တော့ နောက် bro ကကြောင့်ခဏပြောသွားတဲ့ဟာပေါ့နော် sterilization လုပ်တဲ့ဟာလည်းပဲbro ကျွန်တော်တို့ဒီအီဂါတွေစီးတဲ့ဟာတခုရယ်နောက်တစ်ခုကကျွန်တော် lab ကိုရောက်ချင်းဘာလုပ်ရလဲဆိုတော့ကျွန်တော် training ကာလတော့ဆိုကျွန်တော် lab ကိုရောက်ပြီဆိုတာနဲ့ဒီ laminar flow ကျွန်တော် pharmaceutical cabinet bacteria ပေါ့လို့ဆုံးခေါ်ပါတယ်အဲ့ဒီ pharmaceutical cabinet တခုတော့ရဲ့ဒီကျွန်တော်တို့အဓိကပေါ့နော်ဒီတင်တဲ့နေရာပေါ့တင်တဲ့နေရာတခုအောင်မှန်နေအောင်ဘာလုပ်ရလဲဆိုတော့ 70% အတနောနဲ့ကျွန်တော်တို့ကဖြန်းတော့မှလိုက်ပြီးတော့တန့်ရှင်းလောက် တန့်ရှင်းလို့อ่ะနော် လောက်ပြီးတဲ့အခါကျရင်တန့်ရှင်းလောက်ပြီးတဲ့အခါကျမှအဲ့ဒီမှာတင်းစရာရှိတာတင်းရင် pharmaceutical cabinet ကိုကျွန်တော်က3ချမ်းတစ်ဖက်ကကြတော့ဘာတင်မယ်တစ်ဖက်က waste ကိုတင်မယ်တစ်ဖက်ကဘာတင်မယ်အဲ့ဒီထဲမှာကျွန်တော်က septic tank ကိုအသေးထားတယ်ကော်ပုံးလေးနဲ့ hypo ဘယ်လောက်ပါဆန်ဆိုတာ hypo ဖြော်ပြီးတော့ထားတယ်ကျွန်တော် micro pipette တို့ခေါင်းနဲ့လောက်ထားတဲ့ pipette tip လေးတွေဆိုရင်အဲ့ဒီထဲကိုပြစ်ချပြီးရင်ဝါကွန်တန်လေးတွေသုံးပြီးဆိုရင် hypo ထည့်ထားတဲ့ဘူးတွေကိုထည့်အဲ့လိုမျိုးနဲ့သွားတာမျိုးရှိတယ်နောက်ပြီးတော့အေဂါတွေပေါ့အေဂါတွေအဓိကတော့အဲ့ဒီဥစ္စာစေးရုံနာမှာမတူချင်းတွေများတယ်ဆိုတာလေအဲ့ဒါတခုလည်းရှိတယ်ဘာလဲဆိုတော့ကျွန်တော်ကဒီအေဂါတွေကိုစေးမယ်ဆိုရောဆိုဒီတိုင်းပဲဆက်ပြနေစေးပြလိုက်တယ်ပုံမှန်ဆိုရင်ဒါပေမဲ့ clinical မှာကျတော့အဲ့လိုမလုပ်ဘူးကျွန်တော်တို့ 10% hypochlorite 10% hypochlorite ဖြော်ထားပြီးရင်ဒီအေဂါတွေကိုကျွန်တော်တို့ကဖတ်ပြီးပြီဆိုတာနဲ့ဟုတ်ပြီ sub culture လည်းတင်ပြီးပြီဆိုဒီဟာတွေကိုပြစ်မယ်ဆိုရင်စေးမယ်ပေါ့နော်ကော်ဆိုရင်တော့ပြစ်မယ်အဲ့ဒါမလုပ်ခင်ဘာလုပ်လဲဆိုတော့ခဏ 10% hypochlorite ထဲမှာနိုင်ဝက်စိန်နိုင်ဝက်စိန်ပြီးတဲ့အခါကျမှပဲဒါကိုကျွန်တော်တို့ကဆက်ပြတို့ဘာလို့လဲအဲ့ဒါခဏဟာတွေကိုကော်ထုတ်ပြီးတဲ့အခါကျမှဆက်ပြနဲ့စေးတာလုပ်တယ်ဟိုဘော hypochlorite ဟိုမလား70% လား10% hypochlorite နဲ့စိန်အောင်ဟုတ်ကဲ့များသောအားဖြင့်glass wire တွေကိုကျတော့နောက်ဆရာဒီ glass wire ကျတော့ကျွန်တော်တို့ auto clip ပေါ့ရင်ဖြတ်ပလိုက်တာပေါ့ဒီအညစ်ပုံတစ်ပုံထည့်ပေါ့လေ auto clip ကိုဖြတ်ပြီးတော့မှကျွန်တော်ကအဲ့ဒါနဲ့စိတ်ထားရှိတော့ကျွန်တော်ကတော့တော့ချူဆရာတို့ကဟိုဟာနဲ့ဟိုအချောက်ခံတဲ့အာဘန်တို့ဘာလို့ရှိရနော်ဟုတ်တယ်မလားဆရာရှိပါတယ်နောက်တော့ကျွန်တော်တို့ဟောအဲအာဘန်ဆိုရင်ကျွန်တော်တို့ clinical မှာဆိုရင်ဆိုတာပေါ့ဒီ glass wire တွေကိုကျွန်တော်တို့အချောက်ခံတဲ့ဟာပိုးတတ်တဲ့ဟာတစ်ခုနောက်ပြီးဒီအေဂါတွေကိုကျွန်တော်တို့ဒီအဆိုဓာတ် moisture တွေကိုအေဂါပြန်လုပ်တဲ့ဟာကိုအချောက်ခံတဲ့ဟာတစ်ခုဆိုကျွန်တော်တစ်ခုထားလေးရှိပါအဲ့တူမတူဘူးပေါ့ temperature မတူဘူးပေါ့နော်မတူပါအဲ့ဒါကြတော့ဟိုဟာမဖြစ်တော့ဘူးနော်ဟိုစာပေါ့တကယ်တမ်းဒီ inoculation လုပ်ပြီးရဲ့ခါကျတော့ရင်ငွေ့မပြန်တော့ဘူးပေါ့အဲ့ဒါဆိုတော့ပြန်လားဟုတ်ကဲ့ဒီလားမပြန်
နောက်ပြီးတော့လေဒေါက်တာထွန်းကကျမတို့စီလာတော့လေplate ကိုမှောက်တာနဲ့တဲ့တာလေနည်းနည်းလောက်ကျမရဲ့လူတွေနည်းနည်းလောက်ပြောပေးပါအောင်ဆရာမှောက်တာနဲ့မှောက်တာနဲ့ပလက်လှန်တာနဲ့မှောက်တာနဲ့လေအဲ့ဒါလေးလည်းနည်းနည်းပြောပေးပါ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဟု ပြန် တ် ပြီးဟုတ်ပါဟယ်လို ဟုတ်ကဲ့ ကြားရတယ်ဗျ ကျေး ကြာ ဇူးဆရာပြောပြလိုက်ပါအောင် ဆရာကိုစီပြောပြပါဟမ် ဆိုတော့ဤကတွေကိုထားတဲ့ပုံစံဆိုတော့ခါကျတော့ကျွန်တော်ဒီကာချာမွေးပြီးတဲ့ဟာတွေပြောတာလား ဟုတ်တယ် ကာ ဟုတ်တ ချာ ယ် မွေး ဆရာ ပြီး inoculate လုပ်ပြီးတဲ့ plate တွေကိုကြာရင်မှောက်တာနဲ့လှန်တာနဲ့လေဆရာတို့ကမမှောက်ဘူးနော်ဆရာတို့ကမမှောက်ဘူး မဟုတ်ဘူးဗျမဟုတ်ဘူး ဒီတိုင်းပဲအဲ့လိုလှန်ထားတာမျိုးရှိတယ်ဘရော့ကကြောင့်incubate လုပ်ပြီးတော့ incubate လုပ်တဲ့အခါမှာလည်းဒါတွေချိုင်းကျွန်တော်တို့ကတချို့အကောင့်တွေချိုင်းတော့နည်းနည်းသတိထားတယ်ကျွန်တော်တို့ဒီ microbiologist တွေအကြောက်ဆုံး protease ကိုကြောက်တယ်ဆိုတော့သူကဘာလဲဆိုတော့လုံးဝ spreading ဖြစ်သွားတယ်တကယ်လို့အေခါကိုနှစ်ချမ်းပြီးသုံးတဲ့အခါမှာအလေကနေပြီးတော့မှအေခါကိုလုံးဝမချမ်းလိုက်ပဲနဲ့ဒီ plate ပေါ်ကပဲမြင်းဆွဲပြီးတော့တစ်ဖက်မှာတစ်ခုတစ်ဖက်မှာတစ်ခုအဲ့လိုဆွဲလိုက်တဲ့အခါကျရင်တစ်ဖက်ကကိုလိုနီကိုသွားအုပ်တာအဲ့ဒါတစ်ခုရနောက်တစ်ခါကျတော့တခြားဟာတွေနဲ့တခြားအကောင့်တွေနဲ့အတူတွဲပြီးထားတဲ့အခါမှာ तू ကကျွန်တော်ဒီခဏ incubate လုပ်ပြီးအကောင့်တွေလည်းဖတ်ပြီးဒါရေခဲတက်တာမှာ show လုပ်ထားတယ်ဆိုရင်ခဏထားထားတယ်ဆိုရင်အဲ့ဒီဟာမှာ protease ကိုတီးတန့်ထားရတယ် protease ရေနောက်တစ်ခုကကျတော့ franchise အုပ်စုတွေဘာလဲဆိုတော့အဲ့လိုတတ်တတ်မှမထားဘူးဆို तू ကကျန်တဲ့ plate တွေပါကူးသွားတာအကောင့်ကျန်တဲ့ plate တွေပါကူးသွားတာမျိုးအဲ့ဒါမျိုးလည်းရှိတယ်သူက pathogenic လားဘာဖြစ်စေလဲ protease က protease ကအဓိက urinary tract infection ဖြစ်တာမျိုးရှိတယ်နောက်တစ်ခုက septicemia bacteremia ဒါမျိုးတွေဖြစ်တာမျိုးရှိတယ်နောက် wound swab တွေပါနေမှာအဲ့လိုမျိုး wound swab ဆိုတော့ဒီ wound infection အနာတို့ဘာတို့မှာabscess ဖြစ်တဲ့နာတို့ဘာတို့အဲ့ဒါမျိုးလည်းဖြစ်တတ်တယ်ဒါဆိုရင် तू ကနည်းနည်းပေါ့နော်ဥစားဖြစ်တာပေါ့နော် तू ကပေါက်တာနည်းနည်း overwhelm ဖြစ်တယ် influence ဖြစ်တယ်ပေါ့နော်တခြားအကောင်တွေပေါ်မှာ ဟုတ်ကဲ့ အဲ့ ပါ လိုမျိုးပေါ့protease ကလေနော်မှတ်ထားအောင် သူက swimming pattern ပေးတာပေါ့ပုံမှန်လိုမျိုးလိုမျိုးကိုလိုနီတစ်လုံးချင်းစီမပေးဘဲနဲ့သူကဆိုတော့ဒီ black acre နဲ့ chocolate acre ပေါ်မှာ swimming pattern ပေးရပေါ့ဘကွန်ကီပေါ်မှာဆိုတော့သူက swimming pattern မှာပေးသူဒီ non-reactive format တာလေးတွေပေးတယ်နောက်ပြီးတော့ဒီ acre တွေကိုကျွန်တော်တို့က inoculation လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီအဖုံးကိုပိတ်ပြီးတော့ဒီတက်မချဘူးနော်ကျွန်တော်တို့ကဒီ acre ဘက်ခြမ်းအောင်လှန်ပြီးတော့ချတယ်ဘာလို့လဲဆိုလို့ရှိရင်ရေငွေ့ပြန်ပြီးတော့ဒီ acre surface ပေါ်မှာကျပြီးတော့ condemnation ဝင်မှာဆိုလို့ပေါ့နော်ဟုတ်တယ်အဲ့ဒါကျွန်မသိကျင်တာဒီတိုင်းထားလားလှန်ချအဲ့ဒါသိကျင်တာကျွန်မကလည်းအဲ့လိုမျိုးအကျင့်ရှိလို့လေရင်ငွေ့ကိုဖြစ်တယ်ဆိုပြီးတော့လှန်တဲ့အကျင့်ရှိလို့အဲ့ဆရာကိုမေးကြည့်ရပါကျွန်တော်တို့ကဘောလုံးမျိုးပေါ့ရေငွေ့ပေးမကြပါဘူးဖုံးပေါ်ပါပဲဆိုတော့ cloud face ပေါ့ကျွန်တော်တို့ပေးကြဆိုကျွန်တော်လှန်ထားပါလှန်ပြီးထားတဲ့ခါကျတော့ကျွန်တော်တို့ကဒီကိုမတော့ရတဲ့ acre တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအမှောက်ရက်တွေထားပြီးထပ်ပြီးတော့ကျွန်တော်တို့တိကျစုပြီးအဲ့တလုံးတွေဒီလာထည့်ပိတ်တယ်ပေါ့နောက်တော့ကျွန်တော်တို့ဒီ organism တွေကျွန်တော်တို့ကstore လုပ်တဲ့ခါမှာparaffin ဆိုတဲ့ဟာကျွန်တော်တို့ပတ်ပြီးတော့ကျွန်တော်တို့သုံးတယ်မသုံးလို့ရှိရင်ကျွန်တော်နောက်ပိုင်းပါသုံးလို့ဆိုတော့ဒီစက်ကူတိတ်လေစက်ကူတိတ်တော့ကျွန်တော်တို့ဒီ battery dish ကိုပတ်လိုက်တာပတ်ပြီးတော့ကျွန်တော် condemnation အနည်းဆုံးဖြစ်အောင်တော့ခါရှိတယ်နောက်တော့ကျတော့အထီဆရာပြောသလိုမျိုးကျွန်တော်က store လုပ်ထားတဲ့ဟာဆိုကျွန်တော် clinic ထဲမှာအေခါလောင်းတော့မယ်အေခါဖြော်ထားပြီးအေခါလောင်းတော့မယ်ဆိုရင်အေခါလောင်းခင်မှာကျွန်တော်တို့ဘာလုပ်လဲဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်ခဏပြောတယ် 70% ethanol နဲ့ ethanol က 70% ပဲဒီထက်ပိုသွားတယ်ဆိုရင်လည်းဟိုအပေါ်မှာအကောင်မတက်ခင်မှာလေအငွေ့ပြန်ပျောက်သွားမှာအဲ့ဒါကြောင့်ကျွန်တော်က 70% ethanol ဟုတ် ethanol အဲ့ဒါကို spray လေးနဲ့ဒီacre plate ကျွန်တော်တို့ဒီ glass acre plate ထဲမှာဖြန်းပြီးတဲ့အခါကျရင် tissue နဲ့တုပ်ဟုတ်အဲ့လို tissue လေးနဲ့တုပ်ပြီးတဲ့အခါကျမှအဲ့ဒီ plate ထဲကိုacre လောင်းထည့်တယ်ဆိုတော့အဲ့မှာနောက်တစ်ခုကဘာသွားရှိလဲ tissue ရွေးတာပေါ့ tissue ရွေးရင်တချို့ tissue တွေကအစထွက်တယ်ဟုတ်တယ် tissue တွေကအစထွက်တယ်ခဏလို့တုပ်လိုက်ရင်ကြံခဲ့တယ်ဆိုရင်ကျွန်တော်တို့ဒီ NHL ရန်ကုန် NHL တို့ဘာလို့မအောင်ကျွန်တော်ဒီစစ်စံတော်စေအောင်မှာသုံးတာဆိုရင်
Scott စိတ်ပေါ့ Scott brand အော် tissue ကဟုတ်ကဲ့ သူက SCOTT Scott အဲ့ဒီ brand ကသူကအစမထွက်ဘူးအစမထွက်တော့ကကြတော့ကျွန်တော်တို့ကခဏလိုဖြန်းပြီးအဲ့ဒီ tissue နဲ့လုပ်ပေါ့နော်တခြား tissue ဝယ်လာတယ်အောက်က technician တို့ကတခြား tissue ဝယ်လာရင်ကျွန်တော်စိတ်ဆိုးတယ်အဲ့ဒီ tissue နဲ့ပဲတော့ Scott tissue ဟုတ်ကဲ့အဲ့ဒါလေးလည်းမှတ်ရတာပေါ့နော်ဆရာအဲ့ဒါတွေကလေဟို lab တွေကဒါတွေကတယောက်နဲ့တယောက်ကျမဆိုရင်လည်း lab ကနိုင်ငံခြားမှာနေတဲ့အခါကျတော့ lab တွေက6ခုလောက်ဖြတ်ခဲ့ရတာပေါ့နော် style တွေကဒီဟာတွေပဲဒီ sterilization နဲ့ inoculation ဒါတွေပဲဒါပေမဲ့ style တွေကမတူကြဘူးเนาะ style တွေကမတူကြဘူးဒါပေမဲ့အကျင့်ပါနေရအဲ့ဆရာပြောတဲ့ 70% ethanol ဘူးမရှိရင်ကျမလည်းမနေတတ်ဘူးအဲ့ဒါအခုဟိုတနေ့ကဆိုလို့ရှိရင်အဲ့ဒါတွေနဲ့ရွှီဖြန်းတော့တာပဲအဲ့ဒါတွေကိုရွှီဖြန်းအဲ့ဒါတွေ့ရနေရကောက်တော့ပေါ့အဲ့ဒါအကျင့်ကိုပါနေရပေါ့အဲ့လိုဖြစ်တာပေါ့လေ ကျွန်တော်လက်ထမှာဆိုလဲအများတန်းပြက်လို့မရတာခဏပြောရဲ hypochlorite ရယ် ethanol ရယ် ethanol ရယ်ဟုတ်ကဲ့70% ethanol ရယ်10% hypochlorite ရယ်ဟုတ်ကဲ့ဆရာမှတ်ထားတယ်ကျေးဇူးပါဆရာတို့စီကအများကြီးပဲရတယ်ဟုတ်ကဲ့ဒီလက်ထရာဝါကာတွေခါလေးဆိုင်ကျွန်တော်တို့ကအမှခုံနေပါတွေဆိုရင်သူတို့တောက်ခိုင်းတာရှိတယ်တောက်ခိုင်းတော့သူတို့ကဘာလဲဆိုတော့အဲ့လို infection တို့ဘာတို့ကြောက်တော့ခါကြတော့သူတို့ကရှိတဲ့ဟာနဲ့ပဲတောက်လိုက်တော့ခါကြတန်တို့ဘာတို့ steel တို့ဘာတို့သူတို့က hypochlorite နဲ့တောက်လိုက်တဲ့အခါကျရင်ဘာဖြစ်လဲဆိုတန်ကြီးတက်တယ်အဲ့ဒါတွေကလေ ethanol နဲ့ပဲတောက်မှရမှာethanol နဲ့ပဲနော် hypochlorite ကကျွန်တော်တို့ကအဓိကဘာတွက်သုံးလဲဆိုတော့ glassware တွေရယ်နောက်တစ်ခုကကြောင့်ခဏလို့ဒီကျွန်တော် bound safety cabinet ထဲမှာခဏသုံးတယ် micro pipette tip တွေပြီးရင်ဒီသွားချထိုးတံလေးတွေပေါ့နော်သွားချထိုးတံဆိုတာခဏပြောလဲ colony လေးယူတာတို့ဆန်းတာတို့သုံးတယ်သွားချထိုးတံလေးတွေ antimicrobial sensitivity ဆန်းတဲ့ကျွန်တော်တို့ဒီswab လေးတွေ cotton swab လေးတွေအဲ့ဒီဟာကိုလုပ်ပြီးအဲ့ဒီထဲမှာဖြစ်ထည့်တယ်အဲ့ဒီတနေရာရင်ခဏ ega plate တွေနောက်ခု glassware တွေဒါတွေကိုကျွန်တော်တို့စိတ်နဲ့အခါကြီးအဲ့နှစ်နေရာပဲသုံးတယ်ကျန်တဲ့ steel တို့တန်တို့မှာသုံးလိုက်တန်စီတက်သွားအဲ့ hypochlorite က steel တို့တန်တို့မှာသုံးလို့မရဘူးပေါ့နော်ဆရာတို့ဟိုဥစားကြတော့အဲ့ spirit lamp ကြတော့အဲ့မီးမတောက်တဲ့ spirit နဲ့မီးတောက်တဲ့ spirit ရအောင်ဘာတစ်စိတ်တွေသုံးလဲမသိအဲ့ဒါကြတော့အဲ့ဒီဟာကြတော့လေကျွန်တော်ကဘာသုံးလဲဆိုတော့ဟို ethanol ကိုပဲသုံးတယ်ကျွန်တော်တို့ethanol ကိုပဲတွားဝယ်ထားတယ်ဟိုပုံလိုက်ကြည့်ဝယ်တယ်ပဲကျွန်တော်တို့ 100% ဝယ်တာပါ100%မှာကျွန်တော်တို့ကဘယ်လောက်ဆိုတော့80% ethanol ကျွန်တော်တို့တော့သုံးတာဟုတ်ကဲ့ဟိုအရက်ပြန်မတုံးတော့ဘူးပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကကျတော့အဲ့ဒီကျွန်တော်တို့ bound safety cabinet ထဲမှာဒီ spirit lamp သုံးလို့တော့ရတယ်ဒါပေမဲ့တကယ်ဘယ်ဟာပိုကောင်းလဲဆိုတော့ gas burner လေးတွေကပိုကောင်းတယ်gas burner ကောင်းတယ်နော်ဟုတ်တယ်ကျမတို့လည်းနိုင်ငံခြားမှာတော့ gas burner ပဲသုံးတာတကယ်လို့ spirit lamp တို့ဘာလို့သုံးရင်သူက laminar flow မှာအပေါ်မှာရှိတဲ့ဟာတွေတွားပြီးတော့ဖြတ်စီးလိုက်တာအဲ့တော့ air flow ကကောင်းကောင်းမရတော့အဲ့လိုမျိုးဖြစ်သွားတယ်ဒီမှာဆို air flow အဲ့လိုမျိုးအခုရှိပြီပြက်စီတာပေါ့နော်ဟုတ်တယ်အခုရှိပြီစေးအောင်တခုလည်းပြက်နေတယ်အားနဲ့ gas burner ကျွန်တော်ရောက်တယ်gas burner ပြောင်းသုံးကြမယ်ဆိုတော့လောက်ထားဟုတ်တယ်နော်ကျမတို့လည်း gas burner အဲ့ဒါဆိုတော့ဟိုတိုင်လေးနဲ့ပေါ့နော်အဲ့ဒါလေးကြောင့်ဘယ်မှာဝယ်လဲဆရာအဲ့ဒါကြောင့်ပုံမှန်ကျွန်တော်ဟို biometric တို့ပါမှာရှိတယ်မလားတူတယ်ဟိုအဲ့ဒီ Vitus တို့ပါဟိုအဲ့ဒီ grand ဟာပါတော့ပါမှာကျွန်တော် grand ဟာပါမဟုတ်ပါဘူး grammatical မှာလားမသိဘူးရတယ်ဟုတ်နောက်ပြီးတော့ microscope တွေပါ microscope တွေ fungal test တက်ပြီးလို့ရှိရင်ကျွန်တော်ကြည့်လို့မရဘူးချက်ခဲပြီးဖြစ်သွားအဲ့ဒါဆိုကျွန်တော်ကဘာလဲဆို Cyro နဲ့စိတ်တာဘာနဲ့ Cyro ဟုတ် Cyro လေးနဲ့ကျွန်တော်စိတ်တယ်ဘယ်လိုပေါင်းလဲဆရာ HY အဲ့လိုပဲလေXY LOL ဟုတ် Cylon နဲ့နော်သူက lens တွေဆရာ objective lens တွေရောဒီ eyepiece တွေရောကျွန်တော်တို့ဖြုတ်စီရှိတယ်ပေါ့ဆေးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကဒီlarger content လေးတွေတုံးတယ်နောက်ပြီးတော့ခုနဆရာပြောတဲ့ဒီ tissue paper နဲ့ကျွန်တော်တို့6ပြန်တုံးတယ်6ပြန်တုံးလို့ရှိရင်နောက်ဆုံး step ကကျွန်တော်တို့ဗာလဲဟိုဒီစွတ်ကြေသားလေးတွေဗာလေးနဲ့အဲ့လိုတုံးလို့ရှိရင်ကျွန်တော်တို့
ပြန်လို့ရှိရင်အစွတ်နဲ့ပြန်လို့ထားတာပေါ့ defense မတက်အောင်သူကကျတော့တစ်ပတ်တစ်ခါတော့ maintenance ဆိုလုပ်ပြရမယ်ဒီ microscope တွေနဲ့ပတ်သက်လို့ရှိရင်ဒီ lens တွေပေါ့ အော်ဟုတ် နောက် ကဲ့ တစ်ခု ပါ ကကျွန်တော် lab ထဲမှာအဲ့လိုဇိုင်လုံးနဲ့တုပ်ပြီးတဲ့အခါကျရင်နိုင်ဝက်လောက်ကအဲ့ microscope ကိုမသုံးခိုင်းသေးဘူးဘာလို့လဲဆိုတော့အဲ့ဇိုင်လောတို့ proxylin တို့က carcinogenic ဖြစ်တယ် အော် ခဏ lens တို့ဘာမှအဲ့ဒါမျိုးကိုမျက်လုံးကြည့်တဲ့နားတို့ဘာအိမ်မှာရှိတဲ့ lens တိမ်မှာတုပ်ပြီးအဲ့ဒီဇိုင်လောကအငွေ့ပြန်တဲ့ဟာဆိုမျက်လုံးကတော်တော်ပူပူဆူဆူအဲ့လိုမျိုးဖြစ်သွားတာ အော် အဲ့တော့ခါကျတော့ carcinogenic cancer ဖြစ်စေတဲ့ risk ကရှိတော့ခါကျဒါကျွန်တော်တို့ကအဲ့ဒါတုပ်ပြီးရခါကျအဲ့ဒါနိုင်ဝက်မသုံးဝင်နဲ့ထားပြီးနိုင်ဝက်တစ်နိုင်လောက်နေမှာအဲ့ဒီ microscope ကိုသုံးတာ အော်နောက်တစ်ခုမေးချင်တာဆရာဟိုပါပေါ့နော် operation theater တွေမှာဒီ formalin နဲ့သူတို့တန့်ရှင်းရေးလုပ်တာလေအဲ့ဒါရောသူ့ရဲ့ side effect ကဘာရှိနိုင်မှာလဲဆရာ formalin ကလည်းအတူတူပဲဗျအဲ carcinogenic ဖြစ်တာလို့ကျွန်တော်မှ အော် ဈေးကြောင်းမှာဆိုဟို cadaver တွေကိုစိန်ထားတဲ့ဟာမျိုးဆိုအဲ့ဒီဟာကိုကျွန်တော်ကထုတ်လာပြီးanatomy သင်လို့မှအဲ့ဒါကိုခွဲတဲ့ခါကျရင်မျက်လုံးတွေကိုအဲ့ဒီအငွေ့တွေကတော်တော်ဆိုးတာမျက်မှန်မတက်တဲ့လူဆိုရင်ကြာကြည့်လို့မရဘူးအဲ့ဒါမျိုး ဟို အ ဟာ ဓိ လေ ကတော့ operation အဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေကျမရဲ့တငယ်ချင်းဆရာဝန်တယောက်ဆိုရင် तू ကအဲ့လိုမျိုး mobile operation theater မှာ तू ကတော့ eye ပေါ့နော်အဲ့ဒါခွဲရတော့လေအဲ့ဒါတွေ तू က cancer ဖြစ်တယ်ဖြစ်တော့ကျမစိတ်ထင်တော့အဲ့ဒီရဲ့ဟာတွေများရှူရလို့လားပေါ့ကျမတော့မှစဉ်းစားမိရလေအဲ့ဒီဟာ तू က ဟုတ်တယ် ဟိုတခြား normal lab တွေကြတော့တစ်နှစ်လုံးမှာ3ခါလောက်လုံးမှာ3ခါ4ခါလောက်လုံးမှာ तू ကကြတော့ mobile ဆိုတော့လေအမြဲတမ်းရှူနေရတော့အဲ့ဒါနဲ့များတော့ဆက်ဆက်သလားအဲ့ formalin နဲ့သူတို့ဟို operation theater ကိုပို့တတ်တဲ့ခါကြတော့လေ နောက်တစ်ခုကကျတော့သုံးတာနောက်တစ်ခု operation theater မှာသုံးတာဘာပြောလဲဆိုကျွန်တော်တို့ pathology မှာသားစားတွေပို့တာသားစားတွေပို့တဲ့အခါကျရင်ကျွန်တော်10% formalin နဲ့စိတ်ပို့ရတယ် အဲ့ဒီဟာမျိုးမှာလည်းသူတို့ formalin သုံးတာရှိတယ်ဆိုတော့ formalin နဲ့နောက်ထပ်ထိထူရတဲ့ဟာဒီ lab ထဲမှာဆို pathologist တွေသူတို့ဆိုရင်လည်း formalin နဲ့ထိတွေ့ရတာရှိတယ်ဒါပေမဲ့သူတို့က10%ပဲ niche က 40% ဖြစ်တဲ့အတွက်10%ပဲဆိုတော့အရန်တော့မစိုးဘူး အဲ့ဒါအခုကျမတို့နော်ဟိုခောက်ဆွဲတွေဗာမုတ်ဖတ်တွေထဲမှာအဲ့ဒါတွေထည့်တာအခုအဲ့လိုဖြစ်နေအဲ့ဒါတွေနဲ့ တကယ်တမ်းကျွန်တော်တို့ကအဲ့ဒါကျွန်တော်တို့လူသေးအလောင်းတွေကြတာပါတွေစိတ်ဟုတ်တယ်ဆရာ အဲ့ဒါတော့မပေါ် ကျမတို့ခောက်ဆွဲဘတ်တွေခုဟိုအဲ့ဒီမွေးငါဘတ်တွေမှာအဲ့ဒါလေးထည့်တာအဲ့ဒါလေးထည့်တယ်မထည့်ရင်ဓာကြီးတွေကစီသွားမှာဆိုတော့ကျမတို့ဒါကတော့ food နဲ့ပတ်သက်တဲ့ food safety တွေမှာဖြစ်တဲ့ဟာတွေပေါ့နော်ဆရာတို့စီကအများကြီးပဲရပါတယ်နော် tissue ကလည်း Scott tissue ပေါ့နော်ကျမတို့လည်း Scott tissue ဝယ်ရမယ် paraffin ကတော့ရှိပါတယ်အဲ့ဒါလေးတွေရယ်နောက်ပြီးတော့ဆရာတို့စီကဒီဟာလေးတွေလည်းသိရတာ protocol လေးလည်းရလို့ရှိရင်လိုချင်ပါတယ်လို့နော်ဆရာတို့ကျေးဇူးအများကြီးတင်တယ်ကျမတို့ချိန်ပေးတဲ့အတွက်ဂျန်နဲ့ဆရာဆရာမတွေရောမေးပါအောင်နော်မရှိဘူးဆိုရင်တော့ကျမတို့ဆရာတို့ကျေးဇူးတင်စကားလေးပြည်သက်ထဲအဖြစ်ပြောပြပါအောင်နော်ဆရာနှစ်ယောက်ကိုဆရာဒေါက်တာထွန်းနဲ့ဆရာဒေါက်တာကိုစီပေါ့နော်အဲ့ဒါကျေးဇူးတင်စကားပြောပြပါအောင် AIA ဖွဲ့ရတယ်ဒေါက်တာသမင်းပြောမလားနောက်တစ်ခုကဟိုစာ slide လိုချင်တဲ့လူတွေဆရာပို့ထားတယ်နော် slide လိုချင်တဲ့လူဘယ်နှယောက်ထည့်ထားလဲဒီထဲမှာဒေါက်ခင်မို့မို့တယောက်ပဲနော် ဟုတ်ကဲ့ ဟုတ်ကဲ့အဲ့ဆိုရင်ပေးလိုက်ပါအဲ့ဒါ မ နဲ့ ညီမရေးချင်တယ်ညီမ အေးအဲ့ဆိုရင်ဟိုအမညီမတပည့်တွေစီကတောင်းလိုက်နော်ရရနော် ဟုတ်ကဲ့မ အေး ကျေးဇူးတင်ပါတယ်ဆရာတို့ပြောပြတဲ့အတွက်ရှင် ဟုတ်ကဲ့ဆရာတို့လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အလင်းအသင်းလည်းတခြား knowledge တွေပြန်ပြီးတော့ sharing လုပ်ပေးပါအောင်ကျွန်တော်တို့
ဟုတ် အဲ့ ကဲ့ ဒါဆိုရင်တော့ဟုတ်ကဲ့ ကျွန်တော်ကမှဟိုက medical ဘက်နဲ့အတန်ဆိုင်ရောက်သွားတော့ဆရာမတို့ကပို့ပြီးပညာယူရမှာပါကျွန်တော်က ဆရာဒါတယောက်နဲ့တယောက်ကတော့တွေ့ကြုံနေမတူကြတော့လीเนาะကျမတို့အဲ့လိုခုလိုမျိုးလေးတွေဟိုတန်မိုးထားတဲ့စိတ်ကလေးတွေရှိရတဲ့အတွက်လည်းကျမတို့ဒါလေးတွေကဟိုတီခွင်ကြားခွင်ရတာပေါ့နော်ငါတို့ပဲတီးရဲဆိုလို့ရှိရင်တော့ကျမတို့တွေလည်းဒါအဆင်မပြေဘူးပေါ့နော်ခုဒါဆရာတို့ကကြတော့အသက်တွေနဲ့ရင်းနေရတဲ့ဟာတွေဆိုတော့လीပို့ပြီးတော့ hygiene တို့เนาะ sterilization တို့ကတော်တော်ကြီးဆိုင်ရတာเนาะကျမတို့ကကြာနည်းနည်းဟိုဟာတွေနဲ့ beneficiary ဆိုရင်ကျမတို့ကနည်းနည်းပေါ့လျော့တယ်လေအမြဲတမ်းပဲပေါ့လျော့တဲ့ထဲမှာပါတယ်လက်တို့ပဲ slot လေးပဲငါတို့မွေးတာဘာလေးပဲဆိုရကျမတို့ကကြာတော့အဲ့လိုမျိုးတွေမှာနည်းနည်းတော့ပေါ့လျော့ပါတယ်အဲ့ဒါဆိုတော့ဒီ lab ဒီမှာလဲ handling လေးတွေကမြန်မာနိုင်ငံအနေထားရရှိရဲ့ပစ္စည်းလေးနဲ့သုံးရတာဆိုတော့လေအဲ့ဒါလေး share ပေးတာဒါကျမတို့မှတ်ထားပါတယ်မှတ်ထားရနော်ဒီ xylol တွေ Scott tissue တွေကဆရာတို့ပြောပေးတာနော် lab coat ချိတ်တာတွေအစပေါ့နော်ကျွန်တော်တို့လည်းဘုဒ္ဓတာအများကြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့နော်ကျမတို့ရဲ့ AIA ကိုလည်းရန်ကုန်ရောက်တဲ့အခါဆရာဒေါက်တာကိုစီလည်းလာလဲပါလို့နော်ဖိတ်ခေါ်ပါတယ်နော်အဲ့ဆိုလို့ရှိရင်တော့လေဒီနေ့မြင်းမြိုင်ဆိုင်မှာပဲเนาะကျမကမေးကြမြန်းကြဆရာတို့ကလည်းအဘာတရားပေါ့เนาะပညာဒါနပွဲလေးပေါ့เนาะလူတာရုခေါ်နဲ့တာရုခေါ်ပါတယ်လူပညာဒါနအားလုံးဘုဟုတုတရစီရဲ့အတွက်အားလုံးကဲ good night ပါလို့เนาะပြောရင် meeting end ပါမယ်เนาะဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ် good night ပါ